သာသနာတော်နှစ်2552ခုနှစ်ကောဇာတက္ကရာ1380ပြည့်နှစ်ဝါကောင်လပိကျော်10ရက်ရန်ကုန်တိုင်းစမ်းချောင်းမြို့နယ်အောင်ချမ်းသာရပ်ကွက်တိရိမင်္ဂလာလမ်းကံမြင့်ကျောင်းတိုက်ဓမ္မယုံအတွင်ဆင်းကျင်းပပြုလုပ်အပ်သည့်ဓမ္မသဘင်အခမ်းအနားဝယ်မရန်ကုန်မြို့နယ်ကံသာယာလမ်းအမှတ်6နေဦးမင်းဦးဒေါ်ဘဝလင်းသားမောင်သားဦးထက်ရွှေယုံလေးစားတော်ဆက်မိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောစိတ်ကိုအမိပြုအင်အားစုများတရားဒေသနာတော်ရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံအာယုန်ပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်တရားပွဲကိုစတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိတုကရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကာရုဏိကတတတ္တာယောနာထောဝိနေယမြာစွာတတ္တဝါဤချမ်းသာစိပါလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထအမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣဒယတတလောကဤအကျိုးစီးပွားအလို့ငါအတိတကရာနိဥ္စာခြေလက်တဲ့အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီစွန်ခြင်းကြီးဟုကျက်သီထဝယ်ငါးတဲ့အစုအလွန်ခဲရင်သောအမှုတို့ကိုကရွန်တော်ဖျားဖြစ်ရာဤတန်ကြိုးကိုအာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝဒါနချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလိပြီမဟာကရုဏီကတတတ္တဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒါသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပါလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းစိတ်ကိုအမိပြုအင်အားစုများလို့ဆိုတာဒီကနေ့စေတသိက်အကြောင်းစေတသိက်ဆိုတာပါဠိစကားစေတသိကစိတ်ကိုမိဖြစ်နေတဲ့သဘာဝတရားလို့ဒီလိုအဓိပ္ပာယ်ရမှန်ပါပါစိတ်ကိုမိဖြစ်တယ်ဆိုတာစိတ်နဲ့ဆက်ပြီးတော့ဖြစ်နေတာစိတ်မဖြစ်ရင်သူတို့ဖြစ်လို့မရဘူးစိတ်နဲ့အတူတကွဖြစ်လို့စိတ်ပေါ်မှာမိပြီးတော့ဖြစ်ရတာဖြစ်သောကြောင့်စေတသိကထိုစေတသိကကိုပဲစေတသိက်လို့မြန်မာမှုပြုထားတာအဲ့တော့ဒီစေတသိကဆိုတဲ့စကားလုံးမှာစေတဆိုတဲ့စကားလုံးနဲ့စိတ်တဆိုတဲ့စကားလုံးနှစ်ခုဟာအဓိပ္ပာယ်တူလို့ဒီလိုမှတ်ရမယ်မှန်ပါပါစိတ်ကိုရည်ညွှန်းတဲ့စကားလုံးတွေဟာစေတဆိုတာလည်းစိတ်ကိုရည်ညွှန်းတယ်စိတ်တဆိုတာလည်းစိတ်ကိုရည်ညွှန်းတယ်မနလို့ဆိုတာလည်းစိတ်ကိုရည်ညွှန်းတယ်ဝိညာဏလို့ခေါ်တာလည်းစိတ်ကိုပဲရည်ညွှန်းတယ်လို့အလုံးစိတ်ရဲ့ဝေါဟာရတွေပေါ့စိတ်ကိုညွန်ပြတဲ့ဝေါဟာရတွေစေတသိကစိတ်ကိုအမိပြုပြီးတော့ဖြစ်လာတဲ့တရားတွေအဲ့ဒီတရားပေါင်းဟာ
52မျိုးရှိဒီကနေ့စိတ်ကိုမြည်ပြုပြီးတော့စိတ်ရဲ့အင်အားစုများအဖြစ်ဟောကြားမှာ73မျိုးရှိတယ်မှန်ပါပါဗျအဲ့ဒီ73မျိုးကိုဟောမယ်ဒီ73မျိုးကိုအညတမာနအခြားတစ်ပါးမိမိမှီတဲ့စေတသိက်တွေနဲ့အလားသဏ္ဍာန်တူတယ်ဆိုတဲ့အမည်နာမပေးထားတဲ့စေတသိက်13မျိုးမှန်ပါပါဗျမြန်မာတွေမှာအညသမန်းစေတသိက်လို့အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေကဒီလိုပဲမှတ်ကြတယ်အညသမန်းစေတသိက်မှန်ပါပါဗျအညဆိုတာတခြားတစ်ပါးသမာနဆိုတာတူတာဆိုလိုတာကအကောင်းနဲ့တွဲရင်အကောင်းဖြစ်တယ်အဆိုးနဲ့တွဲရင်အဆိုးဖြစ်တယ်ဘယ်အရာနဲ့ပဲတွဲအကောင်းအဆိုးဒီနှမျိုးစလုံးလိုက်လျောညီတွေဖြစ်တဲ့စေတသိက်တွေလို့ပြောတာနော်မှန်ပါပါဗျအညတမာနအဲ့တော့ဒီအအားစုဆိုတဲ့ဒီစေတသိက်13မျိုးတဲမှာထပ်ပြီးတော့ခွဲလိုက်တယ်သဗ္ဗစိတ်တသာဒရဏသဗ္ဗစိတ်တဆိုတာစိတ်အားလုံးနဲ့သာဒရဏဆက်ဆံတဲ့စေတသိက်က9ခုတဲ့မှန်ပါပါဗျပကိဏကတချို့စိတ်နဲ့တွဲတယ်တချို့စိတ်နဲ့မတွဲဘူးပုံမှန်မရှိတဲ့စေတသိက်က6ခုလို့စိတ်ကိုအစုပြုတဲ့အခါမှာလွယ်ကူမှုရှိအောင်ဒီလိုခွဲခြားချက်ကလေးတွေနဲ့သတ်မှတ်ထားတာနော်မှန်ပါပါဗျသဗ္ဗစိတ်တကို universal mental property လို့ဒီလိုအင်္ဂလိပ်လိုပြန်တယ် universal အလုံးသောစိတ်ဖြစ်တိုင်းအဲ့ဒီခုနှစ်ခုကပါတယ်သူမပါဘဲနဲ့စိတ်မဖြစ်ဘူးမှန်ပါပါဗျဒါကြောင့်မို့သူတို့ဟာစိတ်ရဲ့အင်အားစုတွေပဲစိတ်ဆိုဒီမှာအာယုံသိတတ်တဲ့သဘောကလေးတစ်ခုတည်းကိုသာခေါ်တာအဲ့ဒီအာယုံကိုသိတတ်တဲ့သဘောလေးကိုမှီပြီးတော့ဖြစ်တဲ့စေတသိက်က9ခုစိတ်ကတစ်ခုစေတသိက်က9ခုပေါင်းလိုက်တဲ့အခါ10ခုအဲ့ဒီ10ခုသည်ခွဲလို့မရတဲ့10ခုခုခေတ်ဆိုလို့ရှိရင်8 in 1ပေါ့နော်မှန်ပါဗျာ10ခုကိုမှတစ်ခုဖွဲ့ထားတာလို့ပြောတာမှန်ပါဗျာရုပ်အကြောင်းပြောတော့ကလည်းတူတူပဲရုပ်ရဲ့အင်အားစုတွေက10ခုဖွဲ့စည်းထားတာတစ်ခုတည်းမဟုတ်ဘူးဘာဖြစ်လို့10ခုလို့ပြောရတာတုံးလို့ဆိုလို့ရှိရင်သူတို့ရဲ့သဘာဝလက္ခဏာတွေကမတူညီကြဘူးတစ်ခုနဲ့တစ်ခုဒါကြောင့်မို့လို့10မျိုး10ခုဒီလိုတွက်တာနော်မှန်ပါဗျာလက္ခဏာချင်းမတူလို့သွင်ပြင်လက္ခဏာ characteristic ဆိုတာမတူဘူး function ချင်းမတူဘူးမတူတဲ့သဘာဝတွေပေါင်းစပ်ပြီးတော့ထားတာတူတာတွေကြည့်ဆိုရင်အလုံးဖြစ်ချင်မှဖြစ်မှာမတူတာတွေပေါင်းထားကြည့်လေမတူတာတွေပေါင်းထားတယ်ဆိုတော့ဘုန်းကြီးတို့ခန္ဓာကိုယ်ထဲမှာပဲကြည့်မျက်စိတဲ့နားတဲ့နှာခေါင်းတဲ့လျှာတဲ့ကိုယ်တဲ့တူးရလားတူပါဗျာတူဘူးမျက်စိရဲ့ function ကမျက်စိရဲ့ဆောင်ရွက်မှုကအစင်းအာယုံကိုမြင်တာသို့တော်သူအတန်မကြားနိုင်ဘူးအနံ့လည်းမရှူနိုင်ဘူးအရသာလည်းသူမသိဘူးမှန်ပါပါဗျဟုတ်ကဲ့လားမှန်ပါပါအရသာမသိလို့တခါတရံဟင်းချိုးရထင်ပြီးတော့တောက်လိုက်ချင်တာတွေနဲ့တွေ့နေတယ်နော်မျက်စိကကြည့်ရုံနဲ့တော့မသိဘူးသို့တော့စိတ်ကမှတ်သားထားသည့်အတွက်ကြောင့်ဒါမျိုးဆိုရင်အချိုပဲဒါမျိုးဆိုရင်အချင်းလို့ဆိုတာတော့နည်းနည်းပါးပါးခံမှန်းလို့ရတယ်ပေါ့ဟုတ်ပါပါအဲ့ဒီခံမှန်းချက်ကလည်းပဲတခါတရံလွဲသွားတာသိတယ်နော်မှန်ပါပါတကယ်သိတာအရသာကိုသိတာကခုနကလျှာနဲ့ကမှသိလို့ရတယ်လို့ဒီလိုမှတ်ခန္ဓာကိုယ်မှာလည်းကြည့်မတူတဲ့သဘာဝတွေပေါင်းစုထားတာနော်ထို့တူပဲရုပ်ခန္ဓာကြီးကမတူတာတွေစုထားတယ်လို့စိတ်မှလည်းပဲလူတွေကပြောကြတယ်စိတ်လို့တစ်လုံးနဲ့ပြောနေတာအ ਨੇ ဆုံး10ခုစုထားတာဒီတဲ့များဖို့ပဲရှိတယ်10ခုအောက်ရောတာမရှိဘူး10ခုစုထားမှသူကအလုပ်ဖြစ်တယ်တစ်ခုနဲ့တစ်ခုမတူတာကားပဲကြည့်ပါဦးပစ္စည်းတွေအများကြီးစုထားတာမဟုတ်လားမှန်ပါပါဗျာ
အကြမ်းမြင်ပြောရင်ကားဘောဒီရှိရတယ်ဘိန်းရှိရတယ်အင်ဂျင်ရှိရတယ်ဓာတ်ဆီရှိရတယ်ပြေးဖို့မောင်းပြီဆိုရင်ဒရိုင်ဘာရှိရတယ်ဟောအကုန်လုံးပေါင်းမှကားသွားလို့ရတာနော်မှန်ပါဗျာတခုပြက်နေလဲဆိုလို့ရှိရင်သွားလို့မရနောက်ဆုံးမှာဝါယာကျိုးလေးတစ်ချောင်းဟာပြုတ်နေတယ်ဆိုလို့ရှိရင်ကားဆက်နှိုးလို့ရမှာမဟုတ်ဘူးမှန်ပါဗျာဒါတွေအကုန်ပေါင်းလိုက်မှသူကအလုပ်ဖြစ်တယ်တခုနဲ့တခုတူလားလို့ဆိုတော့မတူကြဘူးမတူတာတွေပေါင်းထားတာထို့တူပဲစိတ်မှလည်းပဲမတူတာတွေပေါင်းထားတဲ့၈ခုဆိုတာသိအောင်ကြိုးစားရမယ်တရားမှန်ပါပါဗျာအေးစိတ်တိုင်းမှာပါဝင်နေတာက9ခုတချို့စိတ်တွေမှာပါတချို့စိတ်တွေမပါဘူးအဲ့ဒါက6ခုပေါင်းလိုက်တော့13ခုအဲ့ဒီ13ခုကိုအကောင်းလို့လည်းပြောလို့မရဘူးအဆိုးလို့လည်းပြောလို့မရဘူးမှန်ပါပါတဘာဝဖြစ်နေတဲ့အင်အားစုတွေပဲသူတို့နဲ့ရှင်တွဲနေတဲ့စိတ်ကိုစိတ်ကောင်းလို့ပြောလို့မရဘူးစိတ်ဆိုးလို့လည်းပြောလို့မရဘူးစိတ်ယုတ်လို့လည်းပြောလို့မရဘူးဟုတ်ပါလားမှန်ပါပါသို့သောသူတို့မပါလို့ရှင်စိတ်ဆိုတာအာယုန်သိမှုကလွယ်လို့တခြားဘာကိုမှဆောင်ရွက်နိုင်စွမ်းရှိမှာမဟုတ်ဘူးစိတ်ရဲ့လှုပ်ဆောင်ချက်တွေဟာဟောဒီစေတသိက်တွေနဲ့တွဲတော့မှစေတသိက်တွေအကြောင်းမို့လို့စိတ်ဟာဆောင်ရွက်လို့ရတယ်ဘုန်းကြီးတို့ရဲ့ရုပ်ခန္ဓာကိုယ်ကြီးကြည့်ခြေတော့ပါရတယ်လက်ပါရတယ်ခေါင်းပါရတယ်အကုန်လုံးပေါင်းဆိုင်မှသွားတယ်တို့စားတယ်တို့ဒီလိုဖြစ်တာမဟုတ်လားမှန်ပါပါဗျာကိုယ့်ဘာကိုယ်အသေးစိတ်စဉ်းစားကြည့်ပါဇက်တစ်ခုတည်းရှိလို့စားလို့မရဘူးနော်မှန်ပါပါဗျာလက်ကယူပေးရတယ်လက်ကယူပေးတာပါဇက်ကဖွင့်မပေးဘူးဆိုမရပြန်ဘူးမှန်ပါပါပါဇက်ကအနည်းရောင်ဖွင့်ပေးရပါဇက်ထဲထည့်လိုက်လို့သွားကဝါမပေးပြန်ဘူးဆိုလည်းမရပြန်ဘူးမှန်ပါပါဝါတော့ဝါတယ်ရှာကနေပြီးတော့လှဲ့မပေးဘူးဆိုပြန်တော့လည်းမရပြန်ဘူးဟောကြည့်တဘာဝတွေကအကုန်လုံးစုပေါင်းပြီးတော့စိတ်ယုံကြည်လို့ပဲတစ်ခုပြီးတစ်ခုဆက်ဆက်လုံးနေတဲ့သဘောလေးတွေကိုဒါကိုယ်ခန္ဓာကိုယ်တွေမဲ့ကြည့်လိုက်ပေါ့နော်မှန်ပါပါဗျာဒါဖြင့်ဒါတွေသိတော့ဘာအကျိုးရှိတာတုံးလို့ဆိုငါလို့တန်တရားလုံးထင်းလာတဲ့အထင်ကြီးဟာအော်ငါမဟုတ်ပါလားသူကသူလုံနေကြတာပါလားသူအကြောင်းနဲ့သူကိစ္စသူလုံနေကြတာပါလားဆိုတဲ့ဒီမှန်ကန်တဲ့အမြင်တစ်မျိုးရမလာနိုင်ဘူးလားနိုင်ပါရဲ့တန်တရားလုံးငါလို့ထင်လာတဲ့ဒီအစွဲကြီးမှတ်ထားတဲ့ဒီအစွဲကြီးကပျောက်သွားနိုင်တယ်တန်တရားလုံးငါဥစ္စာလို့ထင်လာတာလည်းပဲအော်ငါဥစ္စာမဟုတ်ဘူးသူအကြောင်းနဲ့သူတို့ဆိုင်ရာကိစ္စတွေသူကသူလုံနေကြတာငါလုံခိုင်းတာလည်းမဟုတ်ဘူးသူကသူလုံနေကြတာဆိုတဲ့သဘောလေးပေါ်မလာဘူးပေါ်လာပါရဲ့အေးမှန်ကန်တဲ့အမြင်ရဖို့ရအတွက်အခုလို analyze လုပ်ရတာလို့မှန်ပါပါဗျာဒီလိုခွဲခြားစိတ်ပြတဲ့အသိဉာဏ်ရဖို့ရအတွက်အဘိဓမ္မာကိုလေ့လာချရတာမလေ့လာဘဲနဲ့ဒုအဘိဓမ္မာသဘောကိုမသိလို့ရှိရင်ဝိပဿနာဉာဏ်အထက်ဆင့်ဖြစ်ဖို့မလွယ်ဘူးမှန်ပါပါဘာဖြစ်လို့တုံးဆိုကြည့်လေဝိပဿနာဉာဏ်ဖြစ်ဖို့ရအတွက်နာဘရူပပရိစ္ဆေဒဉာဏ်နဲ့ယုံနဲ့နာနှစ်ခုခွဲခြားသိဖို့ဆိုတာအရင်လာရပြီးတဲ့အခါဒီယုတ်တဲ့နာယုတ်တဲ့နာတွေဟာဘာကြောင့်ဖြစ်တယ်ဆိုတာအကြောင်းကိုအမှန်သိဖို့လိုတယ်အဲ့ဒီနောက်ကြတော့မှဝိပဿနာဉာဏ်တွေကလာတာအဲ့တော့ဝိပဿနာဉာဏ်ကိုလမ်းခင်းပေးဖို့ရအတွက်ဒီအဘိဓမ္မာဉာဏ်ဆိုတာရှိကိုရှိရမယ်နော်မှန်ပါပါဗျာဒါကြောင့်မှလမ်းကြောင်းကရှင်းသွားပြီးတော့အမြင်တွေမှန်းလာမယ်တန်တရားကဆွဲလာတဲ့အစွဲတွေကိုဖြုတ်နိုင်တယ်ဒီလိုသဘောကျကဲကောင်းပြီစိတ်နဲ့တွဲပြီးတော့ဖြစ်လာတဲ့ရှစ်ခုဟာဘလောက်ထိအောင်တွဲတုံးလို့ဆိုလို့ရှိရင်သူကတခုတည်းလို့ထင်ရအောင်တွဲတခုတည်းလို့ထင်ရအောင်တွဲတာကဘယ်လိုထိအောင်တခုတည်းလို့ထင်ရတယ်လဲဆိုရင်ပေါ်လာတဲ့နေရာကလည်းတနေရာတွေကပေါ်လာတာ base လို့ခေါ်တယ်ဝတ္ထုကလည်းမိယာဝတ္ထုကတခုတည်းမှန်ပါပါတခုတည်းကပေါ်လာဥပမာပဲမျက်စိကပေါ်လာတယ်ဆိုရင်မျက်စိဆိုတဲ့မိယာတခုတည်းမှာဟောဒီရှစ်ခုကပေါ်တယ်နားကပေါ်တယ်အတန်ကြားပြီးတော့နားကပေါ်တယ်ဆိုရင်လေဒီရှစ်ခုစလုံးဟာတခုကမျက်စိကပေါ်ပြီးတခုကနားကပေါ်တာဒီလိုမဟုတ်ဘူးနားကပေါ်တဲ့အုပ်စုဆိုရင်နားကပဲပေါ်တယ်ရှစ်ခုစလုံးနှာခေါင်းကပေါ်လာတယ်ဆိုရင်နှာခေါင်းကယူပဲပေါ်တယ်လျှာကိုမှီပြီးတော့ပေါ်လာတယ်ဆိုရင်လည်းလျှာကပဲပေါ်လာတယ်
ခန္ဓာကိုယ်ကာယပတ္တာရကိုမှီပြီးတော့ပေါ်လာတယ်ဆိုရင်လည်းခန္ဓာကိုယ်ကမှီရဝတ္ထုရုပ်တူတယ်တဲ့ရှစ်ခုစလုံးဒါတွေပဲလားလို့ဆိုမဟုတ်ဘူးသူတို့ရရှိထားတဲ့အာယုံကလည်းတူတူပဲမှီရလည်းတူရမယ်အာယုံလည်းတူရမယ်ဒီလိုတူညီနေတဲ့ဒီရှစ်ခုဟာတဲ့ဖြစ်တော့လဲတပြိုင်နဲ့ဖြစ်လာတယ်ပြတ်တော့လဲတပြိုင်နဲ့ပြတ်သွားတယ်လို့ဆိုတော့တခုတည်းလို့ဖြစ်မနေပေဘူးလားတခုတည်းလို့ဖြစ်နေပါတယ်သို့တော့သူတို့ရဲ့ဆောင်ရွက်ချက်တွေကတခုတည်းမဟုတ်ဘူးတဲ့မှန်ပါပါဗျကာကြီးလမ်းပေါ်မှာပြေးနေတာဓာတ်စီကလည်းဓာတ်စီအလုပ်လုပ်တယ်အင်ဂျင်ကလည်းအင်ဂျင်အလုပ်လုပ်တယ်ဒရိုင်ဘာကလည်းဒရိုင်ဘာအလုပ်လုပ်ရတယ်ဘိန်းကလည်းဘိန်းအလုပ်လုပ်ရတယ်သူ့ဆိုင်ရာအလုပ်တွေလုပ်နေသို့တော့ကားလမ်းပေါ်မှာပြေးနေတယ်ဆိုတဲ့တခုပဲရတယ်ဟုတ်တယ်မလားလူတွေလမ်းလျှောက်တဲ့အခါလည်းပဲမျက်စိကလမ်းကိုကြည့်ပေးရတယ်ခြေထောက်ကရှောက်ရတယ်ဉာဏ်နဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကဒီ balance ဖြစ်အောင်ညှိပေးရတယ်ဟောကြည့်စုပေါင်းပြီးတော့သူ့အလုပ်သူလုပ်သွားကြတာအဲ့ဒါလို့သူ့အလုပ်သူလုပ်နေတယ်ဆိုတာလေးတွေတဘာဝချင်းမတူတဲ့အရာတွေပေါင်းစပ်ပြီးတော့သူ့အလုပ်သူလုပ်နေတာတွေကိုယ်တဏ္ဍာမှာရှိနေတယ်အဲ့တော့ဒီခုနှစ်ခုကဘာတွေလဲစိတ်ဖြစ်တိုင်းဖြစ်တိုင်းခုနှစ်ခုဆိုတာပါဠိလိုအရင်ပြောကြရအောင်နံပါတ်1ကဖတ်တာတဲ့ဖတ်တာကစဖြစ်လို့ဖတ်တာလို့ပြောတာမဟုတ်ဘူးဒါကဟောတဲ့ပြောတဲ့အခါမှာအစဉ်ကိုပြောတာเนาะသူတို့အားလုံးဟာတပြိုင်တည်းဖြစ်ကြတယ်စိတ်ဖြစ်တာနဲ့ဖတ်တာဆိုတာအာယုန်နဲ့ထိတွေ့မှုဒီလိုအဓိပ္ပာယ်ရတယ်စိတ်နဲ့အာယုန်ထိတွေ့သွားတဲ့သဘောဟာဖတ်တာဝေဒနာတဲ့ခံစားမှုတင်ညာအမှတ်သားပြုပြီးတော့သိမှုအမှတ်သားပြုပြီးတော့သိမှုစေတနာလှုံ့ဆော်စည်းရုံးမှုဖြစ်ဖက်သဘာဝတရားတွေကိုလှုံ့ဆော်ပြီးတော့စုစည်းပေးတဲ့သဘောစည်းရုံးပေးတဲ့သဘောစေတနာဧကကတာအာယုတစ်ခုတည်းပေါ်မှာစိုက်ကြအောင်ဥတီချက်တစ်ခုတည်းထားပေးမှုဇီဝိတ္တိန္ဒရိယစောင့်ရှောက်တဲ့နေရာမှာပိုင်ဆိုးတဲ့အသက်လို့ခေါ်တဲ့အရာတစ်ခုဒါလည်းသဘာဝတရားတစ်ခုပဲเนาะမှန်ပါပါဗျလူတွေကအသက်လို့ခေါ်တာဒါဟုတ်ချင်မှဟုတ်ဒါကသူ့ရဲ့ဆောင်ရွက်မှုကတော့ဒီသဘာဝတရားတွေထပ်ထပ်ပြီးတော့ဖြစ်နေအောင်ဖြစ်နေတဲ့အချိန်ပိုင်းလေးတွေသူကနေအကာအကွယ်ဆောင်းရှောက်ပေးတယ်ပြောမယ်ဆိုရင်ပရိသတ်လုပ်ပေးတယ်ပေါ့ခုခေတ်နဲ့ပြောမှဆိုပရိသတ်လုပ်ပေးတာเนาะဆိုင်ရာအသက်တန်းလေးတွင်ပျက်စီးမသွားအောင်သူကပရိသတ်လုပ်ပေးတာထိမ့်ပေးတယ်လို့ပြောတယ်နောက်မနတိကာရဆိုတာနှလုံးသွင်းတယ်လို့ဗမာတွေကပြောတယ်အာယုရှိတဲ့ဘက်ကိုစိတ်ကိုဥလှဲ့ပေးတာစိတ်နဲ့အာယုနဲ့တွဲတော်အောင်အာယုနဲ့စိတ်ကိုအာယုဘက်ကိုစိတ်ကိုဥလှဲ့ပေးတဲ့သဘောတဲ့ကဲတစ်ခုနဲ့တစ်ခုတူရဲ့လားတူပါဗျာဖတ်တာကအာယုနဲ့စိတ်ကိုစုံစည်းပေးတာဝေဒနာကအာယုရဲ့သဘာဝကိုအတွေ့အကြုံရသွားတာခံစားတာတင်ညာကအမှတ်သားလေးလုပ်ပြီးတော့သိလိုက်တာစေတနာကလှုပ်ဆော်ပြီးတော့စီယုံတာအာလုံးတူတူဆောင်ရွက်ရအောင်သူကိစ္စသူဆောင်ရွက်အောင်စေတနာကလှုပ်ဆော်တယ်စီယုံတယ်ဧကကတာဆိုတာတစ်ခုတည်းသောအာယုန်တစ်ခုတည်းပေါ်မှာကြသွားအောင်အာယုန်တစ်ခုတည်းပေါ်မှာကြသွားအောင်ပေါင်းပေးတယ်ဇီဝိတ္တိန္ဒြေဆိုတာဖြစ်လာတဲ့သဘာဝတရားတွေထိမ့်သိမ့်ဆောက်ရှောက်ပြီးတော့ပေးတယ်မနတိကာရဆိုတာစိတ်ကိုအာယုန်ဘက်ကိုလှည့်ပေးတယ်နှလုံးသွင်းတယ်လို့ပမာတွေပြောတယ်ကဲအဲ့ဒီသဘာဝတရားလေးတွေဟာစိတ်ရဲ့ဟောဒီသဘာဝစေတသိက်9ခုရဲ့ဟာခွဲလို့မရအောင်တစ်ခုတည်းအနေနဲ့ရှင်တွဲပြီးတော့ဖြစ်နေကြတယ်မှန်ပါပါဗျာ Unity of mind လို့ပြောတာမှန်ပါပါဗျာလူရဲ့ရုပ်ခန္ဓာကိုယ်မှာအမတန်သိငယ်တဲ့ဆဲကလေးတစ်ခုမှတောင်မှပဲရုပ်10ခု9ခု10ခုပေါင်းနေတာနော်မှန်ပါပါဗျာ10ခုပေါင်းတာအခုစိတ်ကလည်းတူတူပဲတာမန်စိတ်ကလေး
အ ਨੇ ဆုံးအင်အားအ ਨੇ ဆုံးစိတ်ကလေးတစ်ခုမှာဟောဒီ8ခုပေါင်းနေတယ်လို့ပြောစိတ်တစ်ခုနဲ့စေတသိက်9ခုဟောဒီ8ခုပေါင်းနေကဲဒီနေရာမှာဘယ်လိုနားလည်ရမလို့ဆိုလို့ရှိရင်စဉ်းစားကြည့်ပါစိတ်နဲ့အာယုံနဲ့တွေ့ဖို့ရတဲ့တွေ့ဆုံပေးတဲ့ကရိယာတွေ့ဆုံပေးတဲ့သဘာဝမပါရင်စိတ်ကလေးရဲ့သဘာဝကသူကတွေ့ဆုံတာ तू မလုံးနိုင်ဘူးခံစားတာ तू မလုံးနိုင်ဘူးမှတ်တမ်းတင်တာ तू မလုံးနိုင်ဘူးလှုံ့ဆော်တာစီးယုံတာ तू အလုပ်မဟုတ်ဘူးဟုတ်ကဲ့လားမှန်ပါပါဗျာလှုံ့ဆော်တာစီးယုံတာ तू အလုပ်မဟုတ်ဘူးဟောစုစည်းပေးတာလည်း तू အလုပ်မဟုတ်ဘူးအာယုံတစ်ခုတည်းပေါ်မှာစုနေတာစုအောင်လုပ်တာ तू အလုပ်မဟုတ်ဘူးစောင်းလျှောက်ထိမ့်သိမ့်ပေးတာလည်း तू အလုပ်မဟုတ်ဘူးအာယုံရှိရာကိုဥလှည့်ပေးတာလည်း तू အလုပ်မဟုတ်ဘူးတဲ့ तू လှုပ်တာကအာယုံကိုတိလိုက်တဲ့သဘောကလေးပဲဒါပဲ तू လှုပ်နိုင်တာမှန်ပါပါကြည်တဘာဝတရားလေးတွေဟာ तू က तू စုစည်းတာစိတ်ကလေးကအာယုံနဲ့တွေ့ဖို့ရာအတွက်ဖတ်တာဆိုတဲ့ဒီအာယုံနဲ့ဆုံတွေ့ပေးတဲ့သဘာဝလေးတစ်ခုရှိကိုရှိရမယ်။ तू မရှိရင်အာယုံနဲ့မဆုံတွေ့နိုင်ဘူးပေါ့။မှန်ပါပါ။အာယုံနဲ့ဆုံတွေ့သွားတဲ့အခါမှာအာယုံရဲ့သဘောကိုသိလိုက်တာခံစားလိုက်တာအတွေ့အကြုံတစ်ခုရလိုက်တာလူတွေကပြောကြတယ်ပေါ့အတွေ့အကြုံလို့ပြောကြတာနော်။မှန်ပါပါ။ခံစားတယ်ဆိုရင်တစ်ခါတလေသဘောမပေါက်ဖဲနေမယ်။ခံစားတယ်ဆိုတာစိတ်ထဲမှာပျော်သွားတယ်ဒီအာယုံလေးနဲ့စိတ်ညစ်သွားတယ်ဒီအာယုန်လေးတွေ့တဲ့အခါဟောဒါခံစားတာအတွေ့အကြုံရသွားအဲ့တော့တစ်ခုချင်းပြောရအောင်ဖတ်တာဆိုတဲ့သဘာဝတရားမြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲဒီဖတ်တာစိတ်ပေါ်လာမှပေါ်တယ်ဆိုတာကြည့်သက္ခုံသပတိစ္ဆရူပေသဥပ္ပစ္စတိသက္ခုဝိညာဏံတိဏံသင်္ကတိဖတ်တော်သက္ခုံသသက္ခုပတာရယုတ်ကို၎င်းသက္ခုပတာရယုတ်ဆိုတာကံကဖန်တီးပေးထားတဲ့ဟာနော်မှန်ပါဘူးကံကြောင့်ဖြစ်လာတဲ့အရာတစ်ခုတာမန်ဆိုလို့ရှိရင်ကြောက်တုံးပေါ်မှာတော့ဒီစိတ်ဖြစ်ခြင်းမှာဒီမြင်တာဆိုတာရှိချင်မှရှိမှာပေါ့နော်ဒါကကံကနေပြီးတော့ဖန်တီးပေးထားတဲ့အရာသက္ခုံသသက္ခုပတာရယုတ်ကို၎င်းရူပေသသက္ခုပတာရယုတ်ပေါ်မှာထင်လာတဲ့အစဉ်အာယုန်တို့၎င်းပဋိစ္စဆွဲပြု၍သက္ခုဝိညာဏံမြင်သည့်စိတ်ကလေးဒီဝါသက္ခုပတာရယုတ်ပေါ်မှာအမိပြုပြီးတော့ပေါ်လာတဲ့စိတ်ကလေးသည်ဥပ္ပစ္စတိဖြစ်ပေါ်လာရ၏ဟောစိတ်ကလေးဖြစ်ပုံကိုဟောဒီပါဠိတော်ကနေဟောထားတာဒါအရာထဲမှာလည်းကိုနားလည်လို့ရတာပဲကိုယ်မှမျက်စိရှိတယ်မျက်စိရှိတော့ပြင်မကမြင်စရာအာယုံကမျက်စိမှလာတိုက်တယ်တိုက်လိုက်သည့်အတွက်ကြောင့်မြင်သိစိတ်ကလေးပေါ်လာတယ်မျက်စိမိတ်ထားရင်ဒီစိတ်မပေါ်ဘူးလေမှန်ပါပါမြင်လိုက်တယ်ဆိုတာမျက်စိဖွင့်ထားလို့မျက်စိကိုအာယုံလာထိမှမြင်သိစိတ်ကလေးပေါ်တယ်ဆိုတာစိတ်တ ानु ပဒနာအနေနဲ့စိတ်ကိုလေးလာကြည့်ကိုယ့်ဟာကိုယ်မျက်လုံးလေးဖွင့်လိုက်တာကြည့်လိုက်တာနဲ့ဟောကိုယ်ရှိမှမြင်စရာတွေမြင်မနေဘူးလားမြင်နေပါတယ်ဗျမြင်တာလဲတခါတည်းမြင်တာမဟုတ်ဘောလေးမြင်လိုက်ဒါလေးမြင်လိုက်သိမြန်လောင်းအကြည့်တော့တခါတည်းမြင်နေထင်နေတာနော်စိတ်ဆိုတာအလွန်မြန်တယ်အာယုံမျိုးမျိုးကိုအကုန်ဖမ်းယူနိုင်တယ်ပန်းပွင့်လေးကြည့်လိုက်ပန်းပွင့်လေးမှာအဖြူတွေလည်းပါတယ်အနီတွေလည်းပါတယ်ရောင်စုံဆိုတာလို့စိတ်ကထင်လိုက်တာဒီရောင်စုံအကုန်လုံးမြင်တယ်လို့ထင်တာမဟုတ်ဘူးအာယုံပြုတဲ့ချိန်မှာသွားတာအမြန်ကြီးမြင်လိုက်တာမဟုတ်ဘူးဟုတ်ကဲ့လားမှန်ပါပါဒီလောက်မြန်တာရောဖြစ်နိုင်လားလို့ဆိုဖြစ်နိုင်တာပေါ့ဘောလုံးလေးတွေလက်ထဲမှာဟိုဘက်10လုံးဒီဘက်10လုံးနဲ့ဘောလုံးလေးကိုမြောက်ပြီးဖမ်းတဲ့လူမြင်ဘူးတယ်မဟုတ်လားမြင်ဘူးပါတယ်ဗျဒီလုံးမှလွတ်မကြအောင်ဖမ်းနိုင်တာဒါတာမန်လက်တစ်ဖက်ရဲ့ကျင့်ထားတဲ့လက်ရဲ့စွမ်းရည်တတ္တိပဲလေမှန်ပါပါဒီမျက်စိဆိုတာကံကပေးတဲ့စွမ်းအားတတ္တိတွေသူကအပြည့်ရှိနေတာစိတ်ကလည်းပဲကံပေးတဲ့စွမ်းအားတတ္တိတွေမြင်ရှိနေတာဆိုတော့ကြည့်လေအာယုံအကုန်လုံးကိုသူဖမ်းမိတယ်မလွတ်တမ်းဖမ်းတာအကုန်လုံးဖမ်းမိနိုင်တယ်သက္ကုပတာရရဲ့မြင်စရာအာယုံလေးရဲ့ဒီနှစ်ခုပေါင်းစပ်လိုက်လို့မြင်သိစိတ်သို့မဟုတ်သက္ကုပတာရကိုမှီပြီးတော့ဖြစ်လာတဲ့စိတ်ကလေးဟာပေါ်လာရတယ်တဲ့တိဏံသင်္ကတိဖတ်တော့ဒီသုံးခုပေါင်းစပ်သွားတဲ့အခါကျတော့ဘာပေါ်လာတော့ဆိုဆက်ပြီးပေါ်လာတာကိုပြောတာသက္ခုဝိညာဉ်စိတ်လို့ဆိုတဲ့မြင်သိစိတ်လေးပေါ်လာတာနဲ့တပြိုင်နက်
ထိုအာယုန်နဲ့ဒီစိတ်နဲ့တွေ့သွားအောင်ဘယ်သူကလုပ်ပေးလိုက်တာတော့ဆိုဖတ်တာဒိဏံသက္ခုပတာဒရူပယုံသက္ခုဝိညာဉ်စိတ်လို့ဆိုတဲ့ဒီ၃မျိုးတို့ရဲ့သင်္ကတိပေါင်းစုံမှုကြောင့်ဖတ်တော်ဖတ်တာဆိုတာပေါ်လာရတယ်ဖတ်တာဆိုတာသက္ခုဝိညာဉ်စိတ်မပေါ်ပဲဖတ်တာမပေါ်ဘူးသို့သောသက္ခုဝိညာဉ်စိတ်နဲ့ဖတ်တာသက္ခုဝိညာဉ်စိတ်ကအရင်ပေါ်ပြီးတော့မှဖတ်တာနောက်ပေါ်လာလားဆိုမဟုတ်ဘူးတခါတည်းပေါ်လာဘယ်ပေါ်မှာပေါ်လာတော့ဆိုသက္ခုပတ္တရာယုတ်ပေါ်မှာပေါ်လာတာရူပယုတ်မှာပေါ်တာမဟုတ်ဘူးသက္ခုပတ္တရာယုတ်ကိုမှီပြီးတော့ဖြစ်လာကြသက္ခုဝိညာဉ်စိတ်ကအဲ့ဒီကိုဖြစ်တော့သက္ခုဝိညာဉ်စိတ်မှီပြီးတော့ဖတ်တာလေးကပေါ်လာတယ်အဲ့လိုဖတ်တာဆိုတာအာယုန်လေးနဲ့သက္ကုဝိညာဉ်စိတ်ကလေးနဲ့ရူပယုံလေးနဲ့ဆုံမိသွားအောင်သူကဆက်သွယ်ပေးတဲ့သဘောပဲ communicate လုပ်ပေးလိုက်တာသူကဆက်သွယ်မှုရသွား in touch ပေါ့ခုလိုပြောလို့ရှိရင်ရူပယုံနဲ့သက္ကုပတ္တာရထင်ဟပ်လာတဲ့အခါမှာစိတ်နဲ့ဒီအာယုန်နဲ့တွေ့အောင်သူလုပ်ပေးလိုက်တာမှန်ပါပါဟောစိတ်နဲ့အာယုန်နဲ့တွေ့သွားပြီပန်းဆိုရင်ပန်းဆိုတဲ့အမည်လေးပေါ်မှာမျက်စိတ်ကလေးကရောက်သွားပြီပန်းဆိုတဲ့ဟာလေးရောက်သွားပြီနော်ပန်းဆိုတဲ့ဟာလေးရောက်သွားတဲ့အခါကျတော့အော်ဒီပန်းလေးကမွေးတယ်မမွေးဘူးလှတယ်မလှဘူးဆိုတဲ့အတွေးလေးတွေနောက်ကဆက်လာတယ်မှန်ပါပါအဲ့ဒီအတွေးလေးတွေဆက်လာတာကအရင်တုန်းကအတွေ့အကြုံရှိလို့မရှိဘဲနဲ့မဆက်နိုင်ဘူးအဲ့ဒီလှတဲ့ပန်းဆိုလို့ရှိရင်ဝမ်းသာတဲ့ခံစားမှုလေးမလာဘူးလားဟောအဲ့ဒီခံစားမှုလေးပေါ်လာတာကိုပဲဝေဒနာလို့ပြောတာပရိစ္ဆေသမုပ္ပါကြတော့တူတူဖြစ်တာပဲမဲ့လို့ဒီစိတ်နဲ့အာယုန်နဲ့မဆုံစည်းမှုဆိုတဲ့ဖတ်တာမရှိပဲဝေဒနာကလာလို့မရလို့ရှင်းနောက်သဘောမျိုးမြတ်စွာဘုရားကဟောထားတာဖတ်တာပစ္စယဝေဒနာဖတ်တာပေါ်ပြီးမှဝေဒနာပေါ်တာမဟုတ်ဘူးဖတ်တာပေါ်တဲ့အတိုင်းအတာလျောက်ဝေဒနာပေါ်လာတယ်လို့ဒီလိုပြောတာနော်ဖတ်တာပေါ်တာကအင်အားပြော့နေတယ်ဆိုရင်ဝေဒနာလည်းအင်အားပြော့တယ်ဖတ်တာပေါ်မှုကအင်အားကောင်းတယ်ဆိုရင်ခံစားမှုကလည်းအင်အားကောင်းတယ်ဒါကိုဆိုလိုတာနော်ပေါ်လာကြတော့သူတို့တူတူပေါ်တာပဲတပြိုင်နဲ့ပေါ်လာကြအေးဖတ်တာရဲ့အာယုန်နဲ့စိတ်ကိုစုံစည်းပေးမှုကစွမ်းအားထက်လေလေဝေဒနာခံစားမှုကစွမ်းအားထက်လေလေတဲ့ဒါကြောင့်ဖတ်တာပစ္စယဝေဒနာလို့ဒီလိုဟောတာဒိဏံသင်္ကတိဖတ်တော်ဖတ်တာပစ္စယဝေဒနာကြည်ဝေဒနာလေးပေါ်လာတယ်ကိုယ်စိတ်ကိုကိုယ်ကဲခတ်ကြည့်ဟောတာဝိပဿနာပဲစိတ်တ ानु ပဒနာတို့ဓမ္မာနုပဒနာတို့ဆိုတာဒါပြောတာနော်မှန်ပါပါဗျာကိုယ့်ကိုစောင့်ကြည့်တာသူများမကြည့်တယ်လီဗီရှင်းတော့စောင့်ကြည့်ကြတယ်မှတ်လားအဲ့တော့ကိုယ်စိတ်လေးကိုစောင့်ကြည့်ပေါ့ဘယ်လိုဖြစ်နေတယ်လဲဆိုတာထိုင်ပြီးတော့ကြည့်နေကိုယ်စိတ်ကိုမျက်လုံးလေးမိတ်ပြီးတော့စောင့်ကြည့်တဲ့အခါမှာတတိကြီးရမယ်တတိကြီးစွာရှိရတမာရီစိတ်တည်ငြိမ်မှုရှိရထိုင်တော့ကြည့်တယ်ဟိုတွေးဒီတွေးဆိုလွတ်ကုန်မှာပဲအများကြီးမှန်ပါပါအများကြီးလွတ်ကုန်မှာပဲနော်မှန်ပါပါတယ်လီဗီရှင်းကြည့်တော့ဟိုတွေးဒီတွေးဟိုလဲစကားပြောဒီလဲစကားပြောဆိုဇာတ်လမ်းနေလွတ်ကုန်အဲ့ဒါမျိုးမဖြစ်တမာရီစွမ်းအားတို့တတိစွမ်းအားတို့နဲ့စောင့်ကြည့်လိုက်လို့ရှိရင်ဒီသဘာဝတွေကမြင်လာရမယ်သဘောတွေပဲတကယ်ဖြစ်နေတဲ့ဖြစ်စဉ်တစ်ခုကိုမြတ်စွာဘုရားဟောဖတ်တာဆိုတာစိတ်ကိုအာယုန်နဲ့ဆုံစည်းပေးတဲ့သဘောတဲ့ဝေဒနာဆိုတာစိတ်နဲ့အာယုန်ဆုံစည်းလိုက်လို့ရှိရင်ခံစားမှုလေးပေါ်လာတယ်ဝေဒနာရဲ့စွမ်းအားကြောင့်စိတ်ကလေးဟာခံစားမှုအတွေ့အကြုံရသွားတယ်ဒီပန်းမျိုးဆိုမှုေးတယ်ဟိုပန်းမျိုးဆိုမမှုေးဘူးဒီပန်းလေးကလှတယ်ဟိုပန်းကမလှဘူးဆိုတဲ့ဒီပျော်မှုမပျော်မှုဆိုတဲ့ခံစားချက်ကလေးတွေကိုပြောတယ်ဗမာပြည်မှာတော့လူတွေကဝေဒနာဆိုလို့ရှိရင်ယောဂလို့အောင်းမိတ်နေကြတယ်နော်ယောဂကိုပြောတာမဟုတ်ဘူးဒီဝေဒနာက feeling လို့အင်္ဂလိပ်လိုပြန်တယ်အမှန်ကတော့ experience လို့ပြန်ဖို့ကောင်းတွေ့ကြုံလေးရသွားတာပြောအတွေ့အကြုံကဘာလို့ဆိုရင်ဝမ်းသာတဲ့အတွေ့အကြုံကလည်းအတွေ့အကြုံပဲလေဝမ်းနေတာဆိုတာလည်းအတွေ့အကြုံတစ်ခုပဲလေဝမ်းနေဘူးလို့ရှိရင်ဝမ်းနေဘူးတဲ့အတွေ့အကြုံလေးစိတ်ထဲမှာခံစားချက်လေးမပေါ်ဘူးလားပေါ်ပါဗျာဝမ်းသာတဲ့အတွေ့အကြုံနဲ့တူရဲ့လားတူပါဗျာမတူဘူးကိုယ့်ကိုစဉ်းစားကြည့်ဝမ်းနေတဲ့အခါစိတ်ဖြစ်တာဘယ်လိုဖြစ်လဲဝမ်းသာတဲ့အခါစိတ်ဘယ်လိုဖြစ်တယ်လဲ
ဝမ်းနေတာလည်းမဟုတ်ဘူးဝမ်းသာတာလည်းမဟုတ်ဘူးစัจ जा ဆိုရင်စိတ်အခြေအနေဘယ်လိုရှိလဲဟောဝေဒနာဆိုဖြစ်နေတာနော်ရိတ်တာတွေမှာပြောတဲ့ဝေဒနာကြော်တယ်ဝေဒနာကြော်တယ်ဆိုတာကဒုက္ခဝေဒနာကြော်တာကိုပြောတာနော်မှန်ပါပါဗျာဝေဒနာကိုလုံးဝကြော်လို့မရဘူးစိတ်ရှိရင်ဝေဒနာရှိနေမှာပဲမှန်ပါပါဗျာအဲ့ဒါလည်းတတိထားအောင်ဝေဒနာကြော်လို့ဝေဒနာချုပ်သွားပြီဝေဒနာမရှိတော့ဘူးလို့ဒီလိုထင်နေစိတ်ရှိနေသမျှဝေဒနာကတော့ရှိနေဒုက္ခဝေဒနာကြော်သွားတယ်ကမ္မထထိုင်ရတာခြေထောက်နာတာတို့ကြော်တဲ့အောင့်နာတို့ဆိုတဲ့အဲ့ဒီဒုက္ခဝေဒနာတွေကိုလွန်မြောက်သွားပြီးနာတာကြိုက်တာခဲတာတွေအောင့်တာတွေမရှိတော့ဘူးဆိုတာကိုဝေဒနာကြော်တယ်လို့ပြောနေကြတယ်နော်အေးကောင်းပြီအဲ့ဒီဝေဒနာဆိုတာစာလို့ပြောတော့အာယုံဤရတာကိုခံစားတယ်လို့ပြောတာသဘောမပေါက်ပဲနဲ့အာယုံဤရတာကိုခံစားတယ်ဆိုတာဒီကောင်းတာဆိုရင် तू ကကောင်းတဲ့အတွေ့အကြုံလေးရသွားတယ်မကောင်းဘူးဆိုရင်မကောင်းတဲ့အတွေ့အကြုံလေးရသွားတယ် तू ကခံစားတဲ့သဘောလေးပဲရှိတယ်ဟောနောက်တစ်ခုလာမယ်တင်ညာတဲ့ तू ကမှတ်တမ်းတင်တယ်အာယုန်နဲ့စိတ်နဲ့တွေ့လိုက်တဲ့အခါမှာပထမဆုံးတွေ့တာ तू ကမှတ်တမ်းတင်ပြီးတော့ तू ကသိလိုက်တယ်မှတ်တမ်းတင်ကြည့်လေဘောပင်လေးနဲ့စာအုပ်ထဲမှာရေးတယ်ဆိုတာမှတ်တမ်းတင်တာပဲလေဘာအတွက်တုံးဆိုနောက်တစ်ခါပြန်ဖတ်ဖို့အတွက်မေ့နေလို့ရှိရင်ဒါလေးပြန်ကြည့်ပေါ်မလာဘူးလားပေါ်လာပါတယ်တင်ညာရဲ့သဘောကလည်းသူ့ဘာသူဒါ noting system လို့ခေါ်တယ်စိတ်ရဲ့ note လုပ်တဲ့မှတ်တမ်းတင်တတ်တဲ့သဘာဝသူကသူရှိပြီးသား recording system လို့ပြောလို့ရတာပေါ့စိတ်မှလည်းပဲအာယုန်တစ်ခုတွေးလိုက်တာနဲ့သူကမှတ်တမ်းတင်မလိုက်တယ်အဲ့ဒါတင်ညာပဲအဲ့ဒီမှတ်တမ်းတင်တာမမြဲလို့သူ့ကိုအထောက်အကူဖြစ်ဖို့ရာအတွက်ဘောပင်လေးနဲ့စာရွက်ကလေးနဲ့ရေးနေရတယ်သူကပျောက်လွယ်တယ်ကိုတစ်ခါကျမေ့သွားတတ်တယ်ပျောက်တတ်တယ်ဒါကြောင့်မလို့လက်သမားတွေအသားတွေပဲဖြတ်တဲ့အခါကျတော့ကြည့်မှတ်ထားတယ်လေဒါကအထက်ကဒါကအောက်ကဒါကဒါနဲ့ဒါကြွားရမယ်ဆိုတာလက်သမားတွေလုပ်တဲ့အခါမှာကြည့်မှတ်ထားအဲ့ဒီအမှတ်နဲ့နောက်တစ်ခါကျတော့မမှားတော့ဘူးမဟုတ်လားမှန်ပါပါဗျာအေးမှတ်ထားတာတွေကလည်းပဲတစ်ခါလွယ်လွယ်မှားမှတ်ထားတတ်တာရှိသေးတယ်ဒါကြောင့်မို့လို့လူမြင်တဲ့အခါမှားနှုတ်ဆက်တာမျိုးတွေမကြုံဘူးလားကြုံဘူးပါတယ်ဗျပုံပန်းတဏ္ဍတူရင်ဒါပဲလို့ထင်တာသူကပုံပန်းတဏ္ဍလေးမတူလိုက်နဲ့ဒါပဲလို့ထင်ပြီးတော့မှားနှုတ်ဆက်တတ်တယ်တဲ့သူကမှတ်ထားတဲ့အတိုင်းပဲသူကသိတာသူကဘာမှပို့ပြီးထိုးတွင်းသိနိုင်တဲ့အစွမ်းမရှိဘူးသူစိတ်ထဲမှာသူတင်ညာကမှတ်တမ်းတင်လိုက်တဲ့အတိုင်းနောက်တစ်ခါဒီလိုဟာမျိုးတွေ့ရင်ဒါပဲထင်လိုက်တယ်ဒါကြောင့်မို့လို့ဒီတင်ညာကတစ်ခါကျတော့ဝိပ္ပန္လာသလို့ခေါ်တယ်ဘာသာရှင်တင်ညာဝိပ္ပန္လာသတင်ညာရဲ့လွဲမှားမှုတွေအများကြီးရှိအဲ့ဒီလွဲမှားမှုမဖြစ်အောင်မြတ်စွာဘုရားကအတုပတင်ညာတို့အနိစ္စတင်ညာတို့ဒုက္ခတင်ညာတို့ဆိုစိတ်ထဲမှာစွဲနေအောင်လုပ်ခိုင်းတာမမြဲဘူးဆိုတာစွဲနေအောင်လေ့ကျင့်ထားမလှဘူးဆိုတာစွဲနေအောင်လေ့ကျင့်ထားယွန်စရာတွေတွေးပြီးတော့ဟုတ်ကဲ့လားအနတ္တကိုမပိုင်ဘူးဆိုတာတွေစွဲနေအောင်လုပ်ထားလို့ဆိုတဲ့တင်ညာတွေကိုမြတ်စွာဘုရားဟောတာဒါကဘာလို့လို့ဆိုရင်ဒီတင်ညာကသူကမှတ်တဲ့အတိုင်းပဲသူကနေတတ်တယ်အဲ့ဒါကြောင့်မို့လို့ကြည့်လေလေသမားတွေကညတိုင်သူတို့သမင်တွေဘာတွေကနေပြီးတော့ကောက်စောဝါပင်တွေလာစားတယ်တောဆက်မှာစားရတယ်လေခွင်းတွေမှာဆိုရင်သမင်တွေဘာတွေကညလာစားတာဒီကောင်းတွေမလာနိုင်အောင်သူတို့ဘာလုပ်ထားတော့ဆိုရင်စာကြောက်ရုပ်လုပ်ထားတယ်လုပ်ပြီးတော့လူဝတ်တဲ့အဝတ်စားတွေဝတ်ပေးထားတယ်ဝတ်ပေးထားတော့ဟိုကောင်းတွေကလာဒါမြင်ဟာလူကြီးရှိတယ်ဟာဆိုထွက်ပြေးကြစာကြောက်ရုပ်ဆိုတာလည်းအဲ့ဒီဟာပဲနော်ဟုတ်လားစာကအဟုတ်ထင်ပြီးတော့ထွက်ပြေးတယ်လေကြီးချောက်တဲ့အခါလဲထို့တူပဲမြားလေးပုံတရံလှုပ်ထားရင်ကြီးကလန့်နေမလာရဲဘူးနာနာဘာလို့ဆို तू ကမှတ်ထားတာဒါလန့်เสียရလို့ तू မှတ်ထားတယ်အန္တရာယ်ရှိတယ်လို့ तू ကမှတ်ထားတဲ့အတွက်ကြောင့်မလာရဲဘူးကြောက်လူတွေမှာရောဒီလိုအမှတ်မှားတာရှိလားလို့ဆိုတော့တင်ညာနဲ့ပတ်သက်ပြီးတော့တင်ညာဝိပ္ပန္နတာတွေအများကြီးပဲလူတွေမှာတင်ညာဝိပ္ပန္နတာဖြစ်လို့လောဘဖြစ်တယ်ဒုက္ခကိုဒုက္ခလို့ထင်တယ်နော်ဆင်းရဲတာကိုချမ်းသာတာကိုဆင်းရဲတာကိုချမ်းသာတယ်လို့ထင်တယ်မမြဲတာကြီးကိုမြဲတယ်လို့ထင်တယ်ကိုမပိုင်တာကြီးကိုပိုင်တယ်လို့ထင်တယ်နော်မလှတာကိုလှတယ်လို့ထင်တယ်ဆိုရယ်ထင်မှတ်မှားမှုတွေဝိပ္ပန္နတာတရားတွေ
hallucination လို့ခေါ်တယ်အရက်မူးပြီဆိုရင်အရက်ကြောင်တယ်ဆိုတော့ကြားဦးတော့မလား hallucination လူမြင်တာနဲ့သူရန်လုပ်တဲ့ထင်ချင်းထင်နေတာအရက်သမားကလေမှန်ပါပါဟောအဲ့ဒါမျိုးလို့တင်ညာကလည်း तू မှတ်ထားပြီးတော့ तू ထင်ညာတွေထင်ပြီးတော့နေတတ်တယ်တဲ့စိတ်ထဲမှာပေါ်နေရှင်းတော့ကဂုံတယ်တစုဝေးလံတဲ့အယတ်ဒေတာသွားပြီးဂုံရောက်ဂုံဝဲလုပ်တယ်တောရွာလေးတစ်ခုရောက်သွားတယ်အဲ့ဒီတောရွာကအလှကလေးပေးနေတော့လျှက်စစ်မီးတွေဘာတွေလည်းရှိတာမဟုတ်ဘူးမီးမိတ်တုံလေးထွန်းပြီးတော့ထမင်းတွေကျွေးဂုံတယ်တွေရောက်သွားတာဟာအဲ့ဒီတွေရောက်ပြီးလာဆိုပြီးတော့တော့စေရနာကောင်းကောင်းနဲ့ထမင်းတွေကျွေးတယ်မှုံပြတယ်မှာစားတာဘာဟင်းမှလည်းမသိဘူးဟင်းညိုရင်ချိုနုံတို့တောက်ကြတယ်သူတို့စိတ်ထဲကတော့ထင်တော့ဒီခောက်ဆွဲဟင်းညိုဟင်းလို့ထင်ပြီးတော့တောက်ကြတာချိုလိုက်တာခောက်ဆွဲဟင်းညိုဟင်းဘယ်လိုများချက်ထားပါလဲကုသိုလ်ရှင်တွေကလည်းအာရပါရခင်ဗျားတို့ဒီဟင်းကြိုက်ရင်ယူသွားမနဲ့ကြတော့စားနှွေးထားရတယ်နဲ့ဆိုတော့ယူသွားကြတယ်ထည့်ပြီးတော့စားပြီးတော့အဲ့ဒါလို့ထည့်စားရနေပြီးတော့မနဲ့မိုးလင်းတို့ဟာညာဟင်းညိုဟင်းသိကောင်းတယ်ဟေးမနဲ့ကြတော့ဟုတ်လားနာနဲ့စားအောင်အဲ့ဒီဟင်းညိုဟင်းနှွေးပြီးတော့ကဲစားရအောင်လို့ဆိုပြီးတော့ဇွဲပေါ်ချပြီးကြည့်လိုက်တဲ့အခါကျတော့တီကောင်ဟင်းညိုဟင်းဖြစ်သူတို့ညမှတ်တာတီကောင်လို့ဆိုရင်ညတယ်မတောက်ဘူးသူတို့မှန်ပါပါအမှတ်ကခောက်ဆွဲဆိုတဲ့အမှတ်နဲ့ညတောက်လိုက်တာအဲ့ဒီကြတော့မှညတော့ကတော့ကောင်းတာလို့ဆိုမနေ့ကျတော့ထိုးပြီးတော့အညတဲ့ဘာဖြစ်လို့ဒီလိုဆန့်ကျင်ပဲဖြစ်ရတယ်ဟုတ်တယ်တင်ညာဟာကြည့်လေယွန်းစရာဆိုတာလဲတင်ညာပဲယွန်းစရာမဟုတ်ဘူးဆိုတာလဲတင်ညာပဲတင်ညာကမှတ်တမ်းတင်ထားတဲ့အတိုင်းလူတွေမှာဖြစ်နေတာဒါစိတ်ထဲမှာပေါ်တာစိတ်ကဖြစ်တာမဟုတ်ဘူးတင်ညာဖြစ်နေတာနော်မှန်ပါပါရှင်မကသဗ္ဗမထေရကြီးကြတော့အမတန်ဆင်းရဲတဲ့အတိဒုက္ခရောက်တဲ့လူတွေကိုချီးမြှောက်နေရှိတယ်နိရောဓသမဘောဝင်စားရာအထမနဲ့ဆွမ်းခံသွားအေးဘယ်သူ့ကိုချီးမြှောက်ရမလဲသူချီးမြှောက်လိုက်လို့ရှင်လေအဲ့ဒီလူကနေချင်းညာချင်းကြီးပွားသွားတာခုခေတ်တော့ချဲပေါက်တာနှလုံးဒီတို့ပေါ့အဲ့နေချင်းညာချင်းလူတွေမှာအဲ့ဒါလိုးနေတဲ့လူဘယ်သူရှိလဲဆိုဆွမ်းခံသွားတဲ့အခါကျတော့အနာကြီးယောဂတဲ့တယောက်ကလမ်းဘေးမှာအိမ်တရင်ကပေးတဲ့ထမင်းညံဟင်းညံနေထိုင်စားနေတာရှင်မာကတ္တဗရဲ့ဩဆင်းရဲရှာတယ်သူများပေးတာသူထိုင်စားလူကလည်းတကိုယ်လုံးယောဂတွေစွဲနေတယ်သူ့ဘင်ကချီးမြှောက်တော့မယ်တထေးကြီးနော်လူဘွားတုန်းကတကယ်တထေးကြီးတမန်ကပုဂ္ဂိုလ်မဟုတ်ဘူးကြီးတဲ့ချမ်းသာတဲ့တထေးကြီးသူ့ဇနီးကလည်းအမတန်ချမ်းသာတာနှစ်ယောက်စလုံးလူချမ်းသာကြီးပဲနှစ်ယောက်ပေါင်းလိုက်တဲ့အခါချမ်းသာတာအတိုင်းတာမဲ့သွားလောက်အောင်ချမ်းသာတယ်ပေါ့သို့တော်ဒါတွေအလုံးစွန့်ပြီးတော့သင်္ကန်းဝတ်လာတဲ့အခါမှာတထေးအိမ်ဆွမ်းကမသွားဘူးလမ်းဘေးကအဲ့ဒီအရေးပြားယောဂတဲ့ထမင်းစားနေတာသွားပြီးဆွမ်းရက်တယ်ဟိုလူကလည်းတရားတရားတွေပေါက်တယ်ပေါ့သူစားနေတဲ့ထမင်းခွက်ထဲကနေပြီးတော့ထမင်းတွေရက်ပြီးတော့ထည့်ပြီးတပိတ်ထဲကိုလှူလိုက်တယ်လှူလိုက်တဲ့အခါကျတော့သူ့လက်တွေကထုံပြီးတော့ယောဂတယ်ဆိုတော့လက်တစ်ချောင်းကပြတ်ပြီးပါသွားပါလေရက်ထဲရဟာရှင်မာကတ္တဗတပိတ်ထဲမှာပါသွားတယ်ရှင်မာကတ္တဗမထေရကြီးကအဲ့ဒီလက်ချောင်းလေးဘေးဖယ်ထားပြီးတော့ဆုံးဖုံးပေးတဲ့နော်အသာလေးကဲစားနိုင်ကြပါမလားအဲ့ဒါမျိုးရှင်မာကတ္တဗကြီးကျတော့သူကတင်ညာကိုနိုင်တာကိုမှန်ပါပါဗျာသူ့အနေနဲ့ကထမင်းနဲ့ဒီလက်ပြတ်နဲ့အထူးပဲလေဘာမှမထူးအထက်ကလယုတ်ရှိခုဝေါဟာရသာနာမည်ပေးထားလို့သာကွဲနေတာတင်ညာကြောင့်မလို့ဒါကွဲနေဟာဒါကယွန်းစရာလက်ပြတ်ကြီးလို့သူကယွန်းစရာလို့ငါကမှတ်ထားတာအဲ့ဒီအမှတ်ကိုဖျောက်ပြလိုက်တာယွန်းစရာကိုယွန်းစရာမဟုတ်ဘူးလို့တင်ညာအသိနဲ့အစာနှလုံးသွင်းပြီးတော့ဖုံးမိလို့ရတယ်အဲ့လက်ပြတ်ကြီးတော့မစားဘူးပေါ့မှန်ပါပါဗျာကိုရောကြီးကတတ်လို့ဖုံးမိတယ်ဆိုကဲအဲ့ဒီမှာချိတင်ညာရဲ့သဘောဟာလူတွေပေါ်မှာဘလောက်နှိမ့်ဆက်တယ်လဲဆိုတာစဉ်းစားကြည့်တာဒီတင်ညာကဒါကြောင့်မို့လို့တင်ညာဝိပ္ပန္နတာဆိုတာရှိတယ်ဒါစိတ်ထဲမှာပါနေတဲ့သဘာဝတရားတစ်ခုပဲနော်မှန်ပါပါအေးတင်ညာကမှတ်တမ်းတင်ထားတဲ့အတိုင်းလူကစိတ်ကသိရတယ်ဟာတင်ညာရဲ့
တင်ညာကမှတ်တမ်းမတင်ဘူးဆိုရင်နောက်တစ်ခါသိဖို့မရှိဘူးဖတ်တာကလည်းမှတ်တမ်းမတင်နိုင်ဘူးဝေဒနာကလည်းမှတ်တမ်းမတင်နိုင်ဘူးမှတ်တမ်းတင်နိုင်တာကတင်ညာသူ့အလုပ်သူလုပ်ကြတာနော်ကဲစေရနာဆိုတာတော့ဘာလုပ်တယ်ဖတ်တာတို့ဝေဒနာတို့တင်ညာတို့ဆိုတာသူ့တဘာဝသူပဲတိုးတက်အောင်လည်းလုပ်เสียမလို့ဖယ်ရှားဖို့လည်းမလို့စိတ်ထဲမှာသူ့ဘာသူတဘာဝတိုင်းဖြစ်တယ်စေရနာဆိုတာကြတော့စေရနာဆိုတာကလှုပ်ဆော်တယ်စီယုံတယ်တဘာဝတရားတွေကသူဆိုင်ရာကိစ္စတွေကိုဆောင်ရွက်လာအောင်သူကတွန်းအားပေးတယ်ဒါကြောင့်မလို့အင်္ဂလိပ်လို volition လို့ပြန်တာကသိပြီးတော့မမှန်ညင်ဘူး stimulation တို့ motivation တို့ဒီလိုပြန် motivate လုပ်တာသူကစွတ်စော်ပေးတာgood organizer ပေါ့စီယုံရည်သမားအကောင်သူကစွတ်စီးပေးပြီးတော့သူ့ရဲ့တွန်းအားကြောင့်အလုပ်တွေပို့လုပ်ကြတယ်ပေါ့ဆောင်ရကိစ္စတွေသူ့အလုပ်သူလုပ်တယ်ဖာသာကလည်းစိတ်နဲ့အာယုန်နဲ့တွေ့အောင်ဆက်ဆံပေးတယ်ဆက်သွယ်ပေးတယ်ဝေဒနာက experience ဖြစ်တဲ့တင်ညာကမှတ်တမ်းတင်ပြီးသိတယ်ဟောဒီအလုပ်တွေဟာပြီးပြင်းလောက်လာအောင်စေတနာကစီယုံနဲ့လှုံ့ဆော်တယ်ဒါကြောင့်မလို့အဲ့ဒီစေတနာရဲ့စီယုံမှုလှော့ဆော်မှုဟာကုသိုလ်အကုသိုလ်နဲ့တွဲလာပြီဆိုလို့ရှိရင်ကံလို့ခေါ်လိုက်တာနော်ကုသိုလ်အကုသိုလ်နဲ့ရှင်တဲ့စေတနာကိုကံလို့ခေါ်တာတမန်စိတ်တွေမှာပေါ်တဲ့စေတနာကိုပဋ္ဌာန်းပစ္စည်းထဲမှာတော့ကံလို့ခေါ်ပါတယ်ဒါပေမဲ့သဟဇာတကမ္မဘုလိုအကျိုးပေးတဲ့ကံမျိုးမဟုတ်ဘူးเนาะစေတနာမှန်သမျှပဋ္ဌာန်းပစ္စည်းမှာကမ္မပစ္စည်းလို့ခေါ်တယ်စေတနာမှန်လို့ရှင်ကမ္မပစ္စည်းအဲ့တော့စေတနာဆိုတာဗမာလူမျိုးတွေကငါကစေတနာနဲ့ပြောတာပါနဲ့ဆိုပြီးအကောင်းဘက်ပဲအသုံးများတယ်စေတနာဆိုတိုင်းအကောင်းမထင်နဲ့เนาะလောဘနဲ့တွဲလာလို့ရှိရင်အကောင်းမဟုတ်ဘူးဒေါသနဲ့တွဲလာရင်အကောင်းမဟုတ်ဘူးမောဟနဲ့တွဲလာရင်အကောင်းမဟုတ်ဘူးအာလောဘနဲ့တွဲလာမှအကောင်းအာဒေါသနဲ့တွဲလာမှအကောင်းကောင်းတာတွေနဲ့တွဲမှအကောင်းဖြစ်တယ်သူကြီးကအကောင်းဆိုပြောလို့မရဘူးလေဟုတ်လားမှန်ပါပါအေးဗမာတွေတော့စေတနာဆိုရင်အကောင်းပဲထင်ကြတယ်ဘာဖြစ်လို့တော့ဆိုရင်တရားဟောတဲ့ကကြဩစေတနာထက်သန်စွာလှူဒန်းကြသည်ဆိုတော့စေတနာထက်သန်တယ်ဆိုတာကိုကြည့်ပြီးတော့အကောင်းကြီးပဲထင်နေကြနော်အဲ့တော့စေတနာဆိုတာအကောင်းဆုံးနှမျိုးရှိတယ်လို့မှတ်ကုသိုလ်နဲ့တွဲရင်ကုသိုလ်စေတနာအကုသိုလ်နဲ့တွဲရင်အကုသိုလ်စေတနာအဲ့ဒီကုသိုလ်စေတနာအကုသိုလ်စေတနာကိုလည်းပဲမြတ်စွာဘုရားကံလို့ခေါ်တာလို့ဒီလိုမှတ်သူကစွမ်းအားတွေပြည့်တယ်ဘာလို့ဆိုစွမ်းရည်တွေကိုသူကစုလိုက်တာတဘာဝတရားတွေရဲ့စွမ်းအင်တွေကိုအကုန်လုံးစုလိုက်တဲ့အခါကျတော့သူကအင်အားတရထူထောင်မိသားဖြစ်သွားလို့ဒါကြောင့်မို့အကျိုးတစ်ခုထုတ်လုပ်ပေးနိုင်တယ်ကံအဖြစ်ရောက်သွားပြီးအကျိုးတစ်ခုထုတ်လုပ်ပေးနိုင်တယ်တဲ့ဒါကြောင့်မို့ဒီစေတနာကရသော်ဘုရားစေတနာဟံဘိက္ခဝေကမ္မဝရမိဘာဖြစ်လို့တော့ဆိုလူတွေကဒီစိတ်ထဲကတွေးမယ်ဆိုရင်လည်းပဲသူ့ရဲ့တွန်းအားကြောင့်တွေးဖြစ်သွားတယ်ပါဇက်ကပြောမယ်ဆိုရင်လည်းသူကတွန်းပေးလို့ပြောဖြစ်သွားတယ်ကာယကံမြောက်လုံးမယ်ဆိုရင်လည်း तू ကတွန်းပေးလို့ကာယကံမြောက်လုံးဖြစ်သွားတာဒါကြောင့်မို့လို့ तू ကတွန်းအားပေးတာမို့သူ့ကိုကံလို့ပြောတာနော်စွမ်းအားတွေအကုန်လုံးစုသွားလို့ကံလို့ပြောတာဟောဒီစေတနာဆိုတာလေးကလည်းပဲစိတ်အားလုံးထဲမှာပါနေတယ်လို့ဒီလိုမှတ်သူ့ကိုစေတနာလေးကိုဘာမှပြောင်းလဲလုပ်ပေးเสียမလိုဘူးသူကသဘာဝတရားတစ်ခုပဲတိုးပွားလာအောင်ကမ္မထာကျင့်တယ်လို့ကျင့်เสียမလိုဘူးပေါ့သို့တော့ကုသိုလ်နဲ့တွဲလာလို့ရှိရင်ကောင်းကျိုးချမ်းသာပေးတယ်အကုသိုလ်နဲ့တွဲရင်မကောင်းတဲ့စေတနာဖြစ်တယ်ပေါ့ဒါဧကကတဆိုတာဧကဆိုတာတစ်အခဆိုတာဒီနေရာမှာအာယုံကိုရည်ညွှန်းတဲ့ဥတ္တိချက်တစ်ခုတာဆိုတာသဘာဝအာယုံတစ်ခုတည်းကိုဥတ္တိထားတယ်လို့ဆိုတော့ဒါတမာရီကိုပြောတာနော်မှန်ပါပါဥတ္တိချက်တစ်ခုတည်းရောက်လာအောင်ဆိုပါစို့ဖတ်တာရဲ့ဥတ္တိချက်ကလည်းဒီတစ်ခုပဲဖြစ်ရမယ်ဝေဒနာရဲ့ဥတ္တိချက်ကလည်းဒီတစ်ခုပဲဖြစ်ရမယ်တင်ညာရဲ့ဆောင်ရွက်တဲ့ဥတ္တိချက်ကလည်းဒီတစ်ခုပဲဖြစ်ရမယ်စိတ်ရဲ့ဥတ္တိချက်ကလည်းဒါပဲဖြစ်ရမယ်စေတနာရဲ့ဥတ္တိချက်ကလည်းဒါပဲဖြစ်ရမယ်လို့ဥတ္တိချက်တွေကိုအကုန်စုပေးအာယုတစ်ခုတည်းကိုအလုံးစုစည်းပေးလိုက်တာဧကကတဒါကသမာဓိတရားရဲ့ source ပဲအခြေခံတရားပဲဧကကတဆိုတာအဲ့ဒီဧကကတာကိုစ
နစ်တကျလေ့ကျင့်ပြီးတော့ပေးလို့ရှိရင်ဒီဧကဂတရဲ့စွမ်းအားထက်မြက်လာပြီဆိုရင်ဇန်ရဲ့အင်္ဂါဖြစ်လာတယ်ဒီဧကဂတဒါကြောင့်မို့ပထမဇန်မှာကြည့်လေဝိတေဝိสารပိတိဒုက္ခဧကဂတဆိုဒီတမာတိပြောနော်တဘာဝတရားတွေကိုကြည့်ရှုပြီးတော့စုစည်းပေးလိုက်တဲ့အခါကျတော့မဂ္ဂင်၈ပါးထဲမှာတမ္မာသမာဓိလို့ခေါ်လာဘုဇင်9ပါးထဲမှာလည်းတမာဓိဘုဇင်လို့ခေါ်တယ်ဒီဧကဂတကြတော့သူ့အတိုင်းမထားရဘူးလေ့ကျင့်ပေးရမယ်ပြုစုပြုထောင်ပေးရမယ်စွမ်းအားတွေထက်လာအောင်လုပ်ပေးရသူကပင်ကိုယ်တဘာဝကတော့ဒီလောက်ကြီးစွမ်းအားမထက်ဘူးသူလုံနိုင်တဲ့စွမ်းအားဒီလောက်ပဲလေ့ကျင့်ပေးဆိုပါစို့လူလေးတယောက်မွေးလာတယ်မွေးလာတာနဲ့သူပညာတတ်ပါမလားမတတ်ဘူးကြောင်းပို့ပြီးလေ့ကျင့်ရတာမဟုတ်လားသင်ရတယ်လေ့ကျင့်ရတယ်အာကစားသမားတယောက်ဆိုရင်လည်းလေ့ကျင့်နေရတယ်လေ့ကျင့်မှသူစွမ်းရည်တတ္တိတွေတက်လာဟောဒီဧကဂတလေးကိုလည်းလေ့ကျင့်ပြီးတော့ပေးလိုက်မယ်ဆိုရင်တမာဓိဆိုတဲ့အဆင့်ရောက်သွားနိုင်တယ်ဟောဒီလိုလေ့ကျင့်ပေးရဘာနဲ့လေ့ကျင့်ပေးရအာယုံနဲ့လေ့ကျင့်ပေးတာကမ္မထာအာယုန်နဲ့လေ့ကျင့်ပေးရမယ်သမထအာယုန်နဲ့လေ့ကျင့်ပေးရမယ်ဝိပဿနာအာယုန်နဲ့လေ့ကျင့်ပေးရမယ်ဒါဧကဂတဇီဝိတ္တိန္ဒြေဆိုတာကသူကတော့ဖြစ်ပေါ်လာတဲ့ဖြစ်ဖက်သဘာဝတရားတွေသူနဲ့တူတူဖြစ်တာ9ခုအဲ့ဒီ9ခုရဲ့ကိုထိမ့်သိမ့်ဆောက်ရှောက်ပေးတဲ့တာဝန်ပဲသူဆောင်ရွက်တယ်သူကဘာလုပ်เสียမလို့သဘာဝအနေနဲ့ပါနေတာပဲရှိတယ်ဟုတ်ကဲ့လားမနတိကာရဆိုတာကဘာတော့ဆိုရင်သူကလည်းအရေးပါတဲ့ဟာတစ်ခုပဲဖတ်တာကအာယုန်နဲ့စိတ်တွေ့ဖို့ရအတွက်သူကအာယုန်ဘက်ကိုဥလိပဲဖို့မလိုဘူးလားသူပါတယ်ဖြစ်အနုဘအာယုန်နဲ့စိတ်နဲ့တွေ့တဲ့အခါလွဲချော်သွားနိုင်သေးတယ်လေဒါကြောင့်မို့သူကအာယုန်နဲ့စိတ်ကိုတစ်ခါတည်းတန်းတမတ်မဖြစ်အောင်ဥလက်ပေးတယ်များလို့ပြစ်တဲ့အခါမှာတာဂက်ကိုချိန်ရတယ်မဟုတ်လားမှန်ပါပါကိုပြစ်မဲ့ပြစ်မှတ်ကိုများဥချိန်ရတယ်လို့ပဲဟောဒီမနတိကာရဆိုတာအာယုန်ဘက်ကိုစိတ်ကိုလှည့်အောင်လုပ်ပေးတာမနတိကာရဆိုတာအင်္ဂလိပ်လိုတော့ attention လို့ပြောတာပေါ့ဒီ attention ကသိအရေးကြီးတာပဲ attention မပါရင်ဘာမှမဖြစ်ဘူး attention ဟာအရေးပါလို့ကြည့်ပါလားလေမျက်စိတဲ့ခါမကြောက်လားလေမယ်တွေကချိန်ကြတယ်လေအဲ့ဒီမှာကျေစုပြု၍နားထောင်ပါဆိုတာအဲ့ဒီ attention ကိုပြောတာနော်အာယုံဘက်ကိုလှည့်ပြီးတော့နေတဲ့သဘာဝတရားလေးအဲ့ဒါရှိမှစိတ်တရားအလုံးဆောင်ရွက်မှုကိုလုပ်နိုင်တယ်ဆိုတော့စိတ်ရဲ့စိတ်ပေါ်မှာမှီပြီးတော့ဖြစ်နေတဲ့စွမ်းအားရဲ့စိတ်ရဲ့စွမ်းအားတွေဟုတ်ကဲ့လားဒါတွေကစိတ်ရဲ့စွမ်းအားတွေစေတသိက်ဆိုတာစိတ်ရဲ့စွမ်းအားတွေပဲစိတ်ထဲမှာရှိနေတဲ့စိတ်ရဲ့စွမ်းအားတွေဒါတွေမပါရင်စိတ်ကအလုံးမဖြစ်ဘူးစိတ်နဲ့စေတသိက်ဟာဒီလိုပေါင်းစပ်ပြီးတော့ဆောင်ရွက်တယ်ဆိုတာဒီလိုသဘောပေါက်ရမယ်နော်ဒါကအ ਨੇ ဆုံးဆိုပါစို့မျက်စိကမြင်ပြီးတော့သိတဲ့စိတ်ကလေးကိုကြည့်စက္ခုဝိညာဉ်စိတ်လို့ခေါ်တယ်စက္ခုဝိညာဉ်စိတ်ကလေးဖြစ်လို့ရှင်ဟောဒီ9ခုပါရဖတ်တာရဲ့ဝေဒနာရဲ့သင်ညာရဲ့နော်စေရနာရဲ့ဧကဂတရဲ့ဇီဝိတ္တိန္ဒရိယရဲ့မနတိကာရရဲ့အဲ့ဒီ9ခုရဲ့စက္ခုဝိညာဉ်စိတ်လေးရဲ့ပေါင်းလိုက်တော့10ခုဒါတစ်ခုဖွဲ့လိုက်တာမြင်သိစိတ်လို့ပြောတာဟောဒီ9ခုမပါဘဲနဲ့မြင်သိစိတ်မပေါ်ဘူးနော်မှန်ပါပါမြင်သိစိတ်ဒါပေမဲ့ဒီမြင်သိစိတ်မှာပါတဲ့စေတနာဆိုတာလေးကကံအရာမမြောက်ဘူးကာမပစ္စယောလို့ဟောပေမဲ့လို့ကံအရာမဟုတ်ဘူး organize လုပ်တာပဲရှိတယ်သူကအကျိုးထုတ်လုပ်နိုင်တဲ့ကံသဘောမဟုတ်ဘူးလို့နားလည်ရမယ်ဟုတ်ကဲ့မှန်ပါပါကျန်တာတွေကလည်းဒီလိုသဘောပေါက်ရမယ်စိတ်ပေါ်မှာမှီတည်ပြီးတော့ဖြစ်ပေါ်လာတဲ့စေတသိက်တွေရဲ့ဒီဒီဂရီလို့ပြောပါစို့စွမ်းရည်တွေမတူဘူးလို့တော့မှတ်ရမယ်နော်စွမ်းရည်ချင်းမတူဘူးစိတ်အားကအားနေတဲ့စိတ်ပေါ်မှာမှီတဲ့စေတသိက်တွေရဲ့စွမ်းအားဟာဒီလောက်မရှိဘူးလို့ဒီလိုပြောအဲ့တော့စက္ခုဝိညာဉ်စိတ်မှာမှီပြီးဖြစ်တဲ့ဧကဂတကဘယ်သမာဓိအဆင့်ရောက်မလို့စွမ်းအားမထက်ဘူးလို့ဆိုလို့တယ်ဟုတ်ကဲ့လားတမာရီတော့တမာရီပဲဒါပေမဲ့စွမ်းအားထက်တဲ့တမာရီမျိုးမဟုတ်ဘူးတဲ့အဲ့ဒီမှာရှင်းပြကြတယ်ကဲကောင်းပြီမြင်သိစိတ်ကလေးမှဒီလိုဖြစ်တယ်မြင်သိစိတ်ရဲ့ရှေ့နားလေးမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်အာဝိဇ္ဇံဆိုတဲ့စိတ်ကလေးမပါဘူးလားမှန်ပါတယ်ခုနကအာယုန်နဲ့စိတ်နဲ့
အာယုန်နဲ့ဝတ္ထုနဲ့နှစ်ခုစုံစည်းလိုက်တဲ့အခါမှာဘာပါလိမ့်လို့စဉ်းစားပြီးတော့ဘဝင်စိတ်ကိုအလှည့်အပြောင်းလုံးလိုက်တဲ့စိတ်လေးကအာဝိဇ္ဇန်စိတ်ဆင်ញင်တဲ့စိတ်ကလေးအဲ့ဒီအာဝိဇ္ဇန်စိတ်ကမျက်စိကမြင်လာတဲ့အာယုန်ကိုဆင်ញင်တာရှိတယ်နားကကြားတာနှာခေါင်းကအနံ့ရတာလျှာကလျက်တာခန္ဓာကိုယ်အထိတယ်ဆိုတဲ့ဒီ၅ဓဝရ၅ပေါက်မှာထင်းလာတဲ့အာယုန်ကိုနှလုံးသွင်းဆင်ញင်တာပင်စတော်ဝိဇ္ဇန်စိတ်လို့ခေါ်တယ်အဲ့ဒီဆင်ញင်မှုဆိုတဲ့စိတ်ကလေးမပါဘဲနဲ့သက္ကဝိညာဉ်စိတ်မဖြစ်ဘူးတဲ့မှန်ပါပါခုနသက္ကဝိညာဉ်စိတ်နဲ့ခုနှစ်ခုဒါကိုအဘိဓမ္မာလေ့လာတဲ့အခါသက္ကဝိညာဉ်စိတ်မှာစေတသိက်ခုနှစ်ခုရှင်တယ်လို့ပြောနေကြတာဒီကရသက္ကဝိညာဉ်စိတ်ဖြစ်ရင်ဒီခုနှစ်ခုပါနေတယ်လို့ပြောတာမှန်ပါပါဟုတ်ကဲ့လားမှန်ပါပါပန်းလေးတစ်ပွဲမှာပါလိပါတယ်ကဲစဉ်းစားကြည့်ပေါ့ပန်းပွင့်လေးတစ်ပွဲမှာအယောင်မပါဘူးလားအနတ်မပါဘူးလားအရသာရောဩဇာရောအေးမာပြော့ဆိုတဲ့ဟိုအားလုံးကိုထမ်းဆောင်ထားတဲ့အခြေခံရောမပါဘူးလားပါတယ်ဒီပန်းကလေးကိုတခါတည်းရင့်လောင်နွမ်းလောင်လှုပ်ထားဆိုတာမပါဘူးလားပန်းပွင့်လေးဖြစ်အောင်စူးစီးထားတဲ့သဘောရောမပါဘူးလားပါတယ်ဒီပန်းကလေးကပြုတ်ကွဲပြီးတော့မသွားအောင်ပုံတရံလေးပြက်မသွားအောင်တွန်းအားပေးထားတဲ့သဘောရောမပါဘူးလားဟောကြည့်လိုက်တော့အဲ့ဒါလေးတွေအကုန်လုံးဒီရုပ်ရှိခုပေါင်းထားလို့ပန်းပွင့်ဆိုတာဖြစ်နေတာနော်မှန်ပါပါအဲ့ဒါမျိုးလိုပဲဒီသက္ကဝိညာဉ်စိတ်ထဲမှာလည်းပဲဟောတယ်လို့9ခုနဲ့10ခုအလုံးပေါင်းလိုက်တဲ့အခါစိတ်ကတစ်ခုစေတသိက်က9ခုစုထားမှအလုပ်ဖြစ်တယ်မြင်သိဆိုတာမြင်ပြီးသိတာဒါကြောင့်မသိတာနှုတ်ဆိုမသိဘူးဒီ9ခုရဲ့စွမ်းအားကြောင့်သူသိလို့ရတာစိတ်တစ်ခုတည်းဆိုမရဘူးနော်မှန်ပါပါအဲ့ဒါကြောင့်မလို့စိတ်ကိုမှီပြုစွမ်းအားစုများလို့ပြောတာစိတ်ကိုမှီတဲ့စွမ်းအားအဲ့တော့စိတ်တစ်ခုနဲ့တစ်ခုတော့မတူတတ်ဘူးကဲခုနကအဝိဇ္ဇန်ဆိုတဲ့ပင်စတ္တရဝိဇ္ဇန်စိတ်ကလေးကြတော့သက္ကဝိညာဉ်တဲ့သူကပိုတယ်ပင်စတ္တရဝိဇ္ဇန်စိတ်ကြတော့စေတသိက်သူကြတော့ပိုးလာတယ်ဘာတွေပိုးလာလဲလို့ဆိုတော့ကြည့်6ခုကိုအရင်ပြောရအောင်တစ်ခုနဲ့တစ်ခုမတူအဲ့ဒါစိတ်ရှင်စေတသိက်ရှင်ကိုလေ့လာအဲ့ဒီသရုပ်တွေကိုဖုံးဝမပြောတော့နော်မှန်ပါပါသရုပ်တွေပြောလို့ရှင်သိမှတ်နေရမယ်အဲ့တော့ဗိဓမာစာအုပ်တွေထဲမှာမှတ်သဘောပေါက်အောင်ပဲပြောမယ်နော်ကဲနောက်6ခုကဘာတွေတုံးဆိုတာအရင်ပြောမယ်တခါတရံမှပါတဲ့နောက်6ခုဆိုတာဝိတက်ကတဲ့ဝိတက်ကဆိုတာဗမာတွေဝိတက်နဲ့ခေါ်တဲ့အရာအင်္ဂလိပ်လိုပြန်တော့ thought စိတ်ကူးတယ်ကြံစည်တယ်စိတ်ကူးတယ်ကြံစည်တယ်ဆိုတဲ့ဗမာစကားလုံးကိုလိုက်ပြီးတော့ကြည့်ပြန်တော့ဘာလို့ထားတုံးလို့မေးရင်ဘယ်လိုပြောမလဲစိတ်ကူးတယ်တဲ့ကြံစည်တယ်တဲ့ဘာလို့ထားတုံးလို့မေးရင်ဘယ်လိုထပ်ရှင်းမလို့စိတ်ကူးတယ်ဆိုတာစိတ်ကလေးကအာယုံပေါ်မှာကူးသွားအောင်လုပ်ပေးနေတာကိုပြောတာစိတ်ကလေးကိုအာယုံပေါ်မှာတင်ပေးနေတာပြောတာဒါကြောင့်မို့ဝိတက်ကိုအာရောဟဏလက္ခဏာစိတ်ကိုအာယုံပေါ်မှာပုတ်တင်ပေးတာစိတ်ကိုအာယုံပေါ်ရောက်အောင်သူကတွန်းပေးနေတာနောက်ကနေပြီးအဲ့ဒါကိုဝိတက်လို့ခေါ်တယ်အဲ့တော့လူတွေကဘာပြောလို့ဆိုအတွေးတို့ဟုတ်လားတွေးတယ်တို့ကြံတယ်တို့ကြံစီတယ်တို့စိတ်ကူးတယ်တို့ဗမာစကားတွေအဲ့ဒါစိတ်ကအာယုံပေါ်ရောက်တော့ကူးသွားတယ်ပေါ့ဟုတ်ကဲ့လားစိတ်ကူးတယ်ကြံစီတယ်ဒါတွေကိုစုစည်းနေအောင်လုပ်ပေးတာအတွေးတွေကိုစုစည်းနေတာအဲ့တော့သဘောကတော့ဝိတက်ကဆိုတဲ့သဘောကအာယုံပေါ်ကိုစိတ်ကိုတင်ပေးတဲ့သဘောလို့တလို့မှတ်ရတယ်ဒါမှမဟုတ်အင်္ဂလိပ်လိုပြန်တဲ့အခါကျတော့ initial application လို့ခေါ်တာ application ဆို apply လုပ်ပေးနေတာကိုပြောတာနော်အာယုံပေါ်စိတ်ကလေးရောက်သွားအောင်ဆိုပို့ပေးတာအဲ့ဒါဝိတက်အရက်ခေါ်ဆိုလို့ရှိရင်တွေးတယ်ကြံတယ်ပေါ့ဒါပါပဲတွေးတယ်ကြံတယ်ခုနကသက္ကဝိညာဉ်စိတ်လေးကတွေးချိန်မရလိုက်ဘူးသူကမတွေးဘူးသူ့မှာအတွေးမပါဟုတ်ကဲ့လားသူ့မှာပါတဲ့သဘောကအာယုံနဲ့စိတ်တွေးတယ်ဆိုရယ်ဖတ်တာပါတယ် experience ဆိုတဲ့ဝေဒနာပါတယ်မှတ်တမ်းတင်တဲ့တင်ညာလေးပါတယ်နော်တွန်းအားပေးတယ်စုစည်းပေးတယ်စေတနာဆိုတာလေးပါတယ်နောက်ဧကဂတဆိုတဲ့အာယုံတစ်ခုတည်းပေါ်မှာရူပယုံတစ်ခုတည်းပေါ်မှာစုတောင်းလှုပ်တာလေးပါတယ်ဒီ
ထိမ့်သိမ့်ဆောက်ရှောက်တဲ့ဇီဝိတ္တိတွေဆိုတာလေးပါတယ်အာယုံဘက်ကိုဥလက်ပေးတဲ့မနတိကာရလေးပါတယ်ဒါပဲသူ့မှာတွေးတယ်ဆိုတာမပါဟုတ်ကဲ့လားစိတ်တိုင်းမှာအတွေးမပါကဲကောင်းပြီဝိတက်ဆိုတာစိတ်ကူးတယ်တွေးတယ်ကြံစည်တယ်အတွေးအဲ့ဒီဝိတက်ကလေးကဘာလို့ဖို့လိုတော့လို့ဆိုဒီဝိတက်ကလေးကကြည့်ကောင်းတဲ့အတွေးရှိတယ်လို့မကောင်းတဲ့အတွေးတွေရှိသေးတယ်သူကြည့်တော့တမန်ကတော့အတွေးဟာအတွေးပဲအဲ့ဒီအတွေးထဲမှာဘာတွေဝင်လာတော့ဆိုရင်လောဘနဲ့တွေးတဲ့အတွေးတွေဝင်လာတယ်ကြည့်လေလောဘနဲ့လိုချင်တဲ့စိတ်တွေတွေးတယ်အာယုံခံစားခြင်းတဲ့စိတ်တွေနဲ့တွေးရင်ဒါကာမဝိတက်လို့ခေါ်တာနော်ကာမဝိတက်ဆိုလောဘနဲ့တွေးတဲ့အတွေးကိုပြောတာနော်အဲ့ဒီလောဘနဲ့တွေးတဲ့အတွေးဟာအတိညာရဖို့အရာအတွက်ဘယ်လို့မှမဖြစ်နိုင်တဲ့မှားယွင်းတဲ့အတွေးလို့ခေါ်တယ်မိစ္ဆာအတွက်မိစ္ဆာမှားယွင်းတဲ့အတွေးလို့ပြောတယ်မှားတယ်ဘာလို့မှားတာတော့ဆိုအတိညာရဖို့မဖြစ်ဘူးနောက်တစ်ခါဗျာပါဒဝိတက်ကဒေါသနဲ့တွေးတဲ့အတွေးဟာမှားတယ်ဝိတက်ကြီးတတ္တကတော့အတွေးတတ္တပဲသူ့မှာလာပြီးတော့တွဲလိုက်တာလောဘနဲ့တွဲရင်လည်းမှားသွားတယ်ဒေါသနဲ့တွေးလို့ရှိရင်လည်းမှားသွားတယ်ဗျာပါဒဝိတက်ဝိဟိတဝိတက်ဆိုတာသူတစ်ပါးကိုတတ်ဖို့ဖြတ်ဖို့ညှင်းဆဲဖို့ဆိုတဲ့ပြင်းထန်တဲ့ဒေါသနဲ့တွေးတဲ့အတွေးအဲ့တော့လောဘနဲ့တွေးတဲ့အတွေးဒေါသနဲ့တွေးတဲ့အတွေးအဲ့ဒီအတွေး၃မျိုးဒီမှားယွင်းနေတယ်မှားယွင်းတဲ့အတွေးဒါကြောင့်မလို့ဒီအတွေးဟာမှန်ကန်တဲ့အတွေးဖြစ်ဖို့ကြတော့ဘယ်လိုလုပ်ရအောင်ဆိုလို့ရှိရင်နိက္ခမ္မဝိတက်ကကာမဂုဏ်အာယုန်တွေအပျော်ပါးတွေမလိုက်စားခြင်းတဲ့အတွေးငါရိတ်တာသွားပြီးတရားထိုင်အောင်မှပဲဆိုတဲ့အတွေးကုသိုလ်ကောင်းမှုတွေလုပ်အောင်မှပဲတရားနာသွားအောင်မှပဲဆိုတဲ့အတွေးလေးတွေဟုတ်ကဲ့လားမှန်ပါပါဗျာတရားပွဲသွားပြီးတရားနာအောင်မှပဲဆိုတဲ့အတွေးလေးဒါလောဘနဲ့တွေးတာမဟုတ်ဘူးဒါနော်ကုသိုလ်ကောင်းမှုလုပ်အောင်မှပဲဆိုတဲ့အတွေးတရားထိုင်အောင်မှပဲဆိုတဲ့အတွေးဟောဒီအတွေးလေးတွေကြတော့ဒါနိက္ခမ္မဝိတ္တခေါဏကခံစားလို့တဲ့စိတ်ကနေထွက်ခွာလိုက်တာခံစားလို့တဲ့လောဘအတွေးကနေထွက်ခါလိုက်လို့ဒါမှန်ကန်တဲ့အတွေးတစ်ခုလို့ပြောတာနော်ကြည်လေကိုရီးယားစာကားမကြည့်ပဲနဲ့တရားပွဲလာတယ်ဆိုတာဒါမှန်ကန်တဲ့အတွေးပေါ့ဗျာနော်စာကားလေးလွတ်သွားမှဆိုလို့ဆိုတဲ့အတွေးကြတော့ဒါမှန်ကန်တဲ့အတွေးမဖြစ်ပြန်ဘူးနော်လောဘနဲ့မတွေးဘူးလေနောက်တစ်ခါဒေါသနဲ့မတွေးပဲနဲ့မေတ္တာနဲ့တွေးတဲ့အတွေးဟာဒါမှန်ကန်တဲ့အတွေးလို့ပြောမေတ္တာနဲ့တွေးတယ်အေးတတ္တဝါတွေချမ်းသာကြပါစေအကျိုးစီးပွားတွေဖြစ်ထွန်းကြပါစေဆိုဟောဒီအတွေးဟာဒါမှန်ကန်တဲ့အဲ့ဒါကိုအဗျာပါဒဝိတက်ကလို့ခေါ်တယ်အဝိဟိန္ဒဝိတက်ကဆိုဘယ်သူမှမညှင်းဆဲဘူးအလုံးပေါ်မှာအကျဉ်းနာတရားထားတယ်ဟောကရုဏာနဲ့တွေးတဲ့အတွေးအဲ့ဒီအတွေးကလည်းမှန်ကန်တဲ့အတွေးဆိုတော့ဝိတက်နဲ့ပတ်သက်ပြီးတော့မှားတဲ့အတွေးက၃ခုမှန်တဲ့အတွေးက၃ခုမှားတဲ့အတွေးကိုမှန်တဲ့အတွေးနဲ့ဖြောက်ပြရမယ်ဒီလိုဆိုအစားထိုးอ่ะဒါအလုပ်ပဲအဲ့တော့ဒီဝိတက်ဆိုတဲ့သဘောလေးကသူကသူနေရင်အမှားမှမရှိဘူးခုနလောဘဒေါသဝင်လာလို့ရှိရင်အမှားဖြစ်သွားတယ်အလောဘအဒေါသဝင်လာလို့ရှိရင်အမှန်ဖြစ်တယ်သူကသူနေရင်ပင်ရင်းပဲဟုတ်ကဲ့လားအဲ့ဒီအတွေးလေးအဲ့ဒီဝိတက်ကိုမှန်ကန်တဲ့ဘက်ကိုအသုံးချမယ်ဆိုလို့ရှိရင် तू ကတန်ဖိုးရှိတဲ့ဇန်အင်္ဂါတစ်ခုဖြစ်လာဇန်အာယုံပေါ်မှာစိတ်ကိုပုတ်တင်ပေးနေလို့ရှိရင် तू ကပထမဇန်ဆိုတဲ့ဒီဇန်အာယုံတစ်ခုကို तू ကရယူဖို့အတွက် तू ကအရေးကြီးတဲ့အင်္ဂါတရားဖြစ်လာတယ်ဒါကြောင့်မို့ဇန်အင်္ဂါ၅ပါးလို့အဘိဓမ္မာမှာသင်တာရှိတယ်မဟုတ်လားဝိတက်ဝိစာရာပီတိဒုက္ခဧကဂတဆိုဒီ၅ပါးကစုစည်းထားတာဒီအတွေးလေးရှိနေတော့ဘု து ကို तू ကဘန်းတောင်းလုံးနိုင်တယ်လေဘု து ကိုဖယ်ရှားပြစ်နိုင်လို့ဆိုရင်ဌိနမိတ်တာဆိုတဲ့စိတ်မပါတာကိုဖယ်ရှားပြစ်နိုင်တယ် तू သူ့ရဲ့စွမ်းအားနဲ့ तू ဖယ်ပလိုက်တယ်ဒီဌိနမိတ်တာဆိုတဲ့သဘောကကြည့်ဌိနဆိုတာကစိတ်မပါတော့တာမိတ်တာဆိုတာအိတ်ချင်လာစိတ်ကဆုံးနေလာတယ်ကမ္မဋ္ဌာန်းထိုင်လို့ရှိရင်ပိုးပြီးတော့သိတာတယ်နော်ကမ္မဋ္ဌာန်းထိုင်တော့ပြင်းလာတယ်ညောင်းလာတယ်တော်ခြင်းလာတယ်ဩအဲ့ဒါဌိနဝင်လာတာလို့ခေါ်ဟောအိတ်ချင်လာတယ်မိတ်တာဝင်လာအဲ့ဒီဌိနမိတ်တာဒီအသိဉာဏ်ကိုအားနည်းစေတတ်တယ်တဲ့ဒါကြောင့်မလို့သူ့ကိုဘယ်သူနဲ့ဖယ်ရှားပြရတော့ဆိုဝိတက်နဲ့ဖယ်ရှားပြရ
ဒါကြောင့်မလို့လူတွေပြောကြတယ်ညအတွေးတွေများနေလို့အိပ်မပျော်ဘူးဆိုတော့ तू ကလွန်သွားရင်လည်းအဲ့ဒီအိပ်ပျော်မှုထိနာမိတ်တာမလာပဲရှိတတ်တယ် तू ရှိနေဟိုကမလာနိုင်ဘူးနော်ဆန့်ကျင်မဲ့ကိုဒါကြောင့်မလို့အတွေးတွေသိပ်များနေလို့ရှိရင်အာနာပါနပွားပြီးတော့ရှော့ပြရသေးတယ်တချို့ကဟုတ်ကဲ့လားဒီဝိတက်ကိုရှော့ချတဲ့နည်းကအာယုန်တစ်ခုတည်းပေါ်မှာစူးစိုက်ပြီးတော့နေရအဲ့ဒီဝိတက်ကိုစနစ်တကျတိုးပွားလာအောင်လေ့ကျင့်ပြီးတော့ယူနိုင်ပြီတမထကျင့်စဉ်တစ်ခုနဲ့ယူနိုင်မယ်ဆိုရင်ဇန်အင်္ဂါဖြစ်လာတယ်တဲ့သူဝိสารဆိုတာဘာလဲဟိုကကြံစည်တာစိတ်ကူးတာဝိสารဆိုတဲ့သဘောကသုံးသတ်တယ်လို့အဓိပ္ပာယ်ရသုံးသတ်တယ်ဆိုတဲ့အဓိပ္ပာယ်ကမထင်ရှားပြန်ဘူးဆိုလိုတာကဝိสารကဘာလို့ထားတော့ဆိုဝိတက်ကစိတ်ကိုအာယုံပေါ်မှာတင်ပေးထားတာပို့ပေးထားတာကိုစိတ်နဲ့အာယုံနဲ့ကွာမသွားအောင်ဝိสารထိမ့်ပေးနေတာလို့ပြောဟုတ်ကဲ့တင်တော့တင်လိုက်တယ်လေကွာကွာထွက်မသွားဘူးလားစိတ်ကအာယုံနဲ့တခါတည်းပြန်ပြီးတော့ကွာထွက်သွားတတ်တယ်အဲ့ဒီလိုကွာထွက်မသွားအောင်စိတ်နဲ့အာယုံနဲ့ရှင်တွဲပြီးတော့သူကရေဝဲပေးနေတာအဲ့ဒါဝိสารသူကလည်းပဲဝိတက်လိုပဲအသုံးဝင်တဲ့အရာတစ်ခုဖြစ်တယ်ပေါ့ဝိတက်ကြတော့ခုနကစနစ်တကျလေးလာလိုက်လို့ရှိရင်သမ္မာသင်္ကပ္ပဆိုရယ်မဲ့ခင်ဖြစ်တယ်နော်ဇန်နဲ့မဟုတ်ဘူးမဲ့ခင်၈ပါးထဲမှာနိဗ္ဗာန်ရောက်ဖို့ရာအတွက်ဝိပဿနာကျင့်စဉ်ကိုကျင့်တဲ့အခါမှာသမ္မာသင်္ကပ္ပဖြစ်တယ်ဝိတက်ကဝိสารဆိုတာကြတော့တခါတရံသူကဝိတက်နဲ့အလားတန်တူတယ်သူတို့နှစ်ခုကပူးပြီးတော့အလုပ်ထားမျိုးရှိဝိတက်ကပထမအဆင့်ဝိสารကဒုတိယအဆင့်နှစ်ဦးပူးပြီးတော့အလုပ်လုပ်လို့ရှိတယ်သို့တော့တဘာဝချင်းမတူဘူးဝိတက်ကစိတ်ကိုအာယုံပေါ်တင်ပေးတယ်ဝိสารကကွာထွက်မသွားအောင်အာယုံနဲ့စိတ်နဲ့ကွဲမသွားအောင်ထိမ့်ပေးထားတယ်ဒါဝိสารပီတိဆိုတာတော့အထူးပြောစရာမလိုဘူးလူတွေပီတိဖြစ်လိုက်တာဆိုတာလေဟုတ်လားစိတ်ထဲကအာယုံပေါ်မှာကျဉ်းနှံ့နေချိုက်နေတာအဲ့ဒီဝိสารလေးကလည်းစနစ်တကျလေးလာလိုက်လို့ရှိရင်ဇန်အင်္ဂါဖြစ်တယ်သမထချင်းစဉ်ဖြစ်ရင်သူကရှင်းတန်းလာမယ်တိုးတက်လာမယ်ဆိုရင်သမဇန်အင်္ဂါထဲမှာသူကပါတယ်ပီတိဆိုတာလေးကပီတိကလည်းအမျိုးမျိုးရှိတယ်လောဘနဲ့ဖြစ်တဲ့ပီတိရှိတယ်ဓမ္မနဲ့ဖြစ်တဲ့ပီတိရှိတယ်အဲ့တော့လောဘနဲ့ဖြစ်တဲ့ပီတိကြတော့သူကသိပ်ပြီးတော့တန်ဖိုးမရှိဘူးလောဘကလွန်သွားတယ်ဓမ္မနဲ့ပတ်သက်ပြီးတော့ပီတိဖြစ်တယ်ဥမာတရားနာရလို့အသိဉာဏ်တွေတိုးလာတယ်ပီတိဖြစ်တယ်နားမလဲတာလဲတယ်ဆိုတော့ပီတိတွေဖြစ်တယ်အဲ့ဒီပီတိကြတော့အသိဉာဏ်ကိုအားပေးတဲ့ပီတိမို့တန်ဖိုးရှိတဲ့ပီတိတဲ့အဲ့ဒီပီတိကလည်းပဲဇန်အင်္ဂါထဲမှာပါတယ်စနစ်တကျလေ့ကျင့်လိုက်လို့ပီတိကထက်သန်လာလို့ရှိရင်ဇန်ရဲ့စွမ်းအားတစ်ခုဖြစ်လာနိုင်တယ်ကြည်ဘုဇင်9ပါးထဲမှာအသိဉာဏ်ကိုရရှိစေနိုင်တဲ့အကြောင်းတရား9မျိုးထဲမှာလည်းပဲဟောဒီပီတိတန်ဘုဇင်ဆိုတာပါလာဒီပီတိကလည်းအသိဉာဏ်ကိုထိုးဖောက်နိုင်ထိုးလမ်းစာပေးနိုင်တယ်ပေါ့လမ်းကြောင်းပေးနိုင်တယ်ဒါကြောင့်မို့လို့ဒီပီတိကလည်းလိုအပ်တယ်တဲ့ဇန်အင်္ဂါဖြစ်တယ်နောက်ပြီးတော့ဘုဇင်9ပါးထဲမှာပါတယ်အသိဉာဏ်ကိုဖြစ်ပွားစေတယ်သို့သောမဂ္ဂင်၈ပါးထဲမှာပီတိမပါဘူးလို့မှတ်ကဲကောင်းပြီဒီပီတိကလည်းပဲစနစ်တကျလေ့ကျင့်ပြီးတော့ကောင်းတဲ့နေရာမှာရှိသင့်တယ်ဒါဖြစ်လို့တော့ဆိုပီတိမရှိရင်စိတ်မဝင်စားဘူးလေစိတ်မဝင်စားတော့စိတ်ဟာအာတတ်တရောမရှိဘဲနဲ့ဆုံးနစ်မှုတွေဖြစ်တတ်တယ်ပီတိလေးနဲ့ဖြန်းပေးလိုက်တဲ့အခါကျစိတ်လေးကရွှင်လန်းလာတစ်ပင်လေးများလို့ပဲတစ်ပင်လေးရေလေးဖြန်းတဲ့အခါလမ်းမလာဘူးလားလမ်းလာပါဘူးစိတ်ကလေးကလည်းပီတိလေးနဲ့တွဲလိုက်တဲ့အခါမှာသူကဆွမ်းဆောင်မှုတွေပိုးလာစွတ်ဖြန်းပေးရတယ်တဲ့ပီတိလေးကသို့တော့လွန်သွားလို့ရှိရင်လည်းမဖြစ်ဘူးသူကပီတိတွေလွန်ကဲလို့တော့မရဘူးလွန်ကဲရင်လွဲချော်ကုန်ရောပီတိတွေလွန်ရင်ဗာပြောတော့အရက်ထဲမှာဝမ်းသာလုံးဆို့တယ်ဆိုတာတေးတောင်သေးတတ်သေးနော်ဝမ်းသာလုံးဆို့သွားတယ်ဆိုတာအဲ့ဒါသူကလည်းသူ့တိုင်းတာလေးနဲ့သူမှလွန်သွားလို့ရှိရင်ဒုက္ခရောက်သေးတယ်နော်မှန်ပါပါကောင်းပြီဝိတေဝိสารပီတိဝိတေဝိสารအဓိမောက္ခနောက်တစ်ခုအဓိမောက္ခဆိုတာကစိတ်ရဲ့ဆုံးဖြတ်နိုင်တဲ့သဘောလေးဆုံးဖြတ်တယ်ဆိုတာအာယုံပေါ်မှာဒုလောဖြစ်မနေပဲနဲ့အာယုံနဲ့စိတ်နဲ့ဟာအန်ချက်စွတ်ဝင်သွားတဲ့သဘောကိုပြောတာအဓိမောက္ခဆို
အာယုန်ထဲမှာစိတ်တည်သွားတဲ့သဘောရယူလာတဲ့ဝိတက်ကတင်ထားတဲ့အာယုန်ပေါ်မှာသူကစွန့်ဝင်သွားတယ်စိတ်ကလေးကအဲ့ဒါကိုပဲဆုံးဖြတ်တယ်လို့ပြောတာနော်စိတ်လေးကအာယုန်ထဲမှာတည်ငြိမ်သွားတယ်စွန့်ဝင်သွားတယ်အတိမောက္ခဝီရိယအတိမောက္ခကလည်းဘာမှသူ့သဘောပဲသူဆောင်တယ်သူ့ကိုတိုးတက်လာအောင်လုပ်เสียမလို့ဝီရိယဝီရိယဆိုတာကြိုးပမ်းအထောက်မှုအဲ့ဒီကြိုးပမ်းအထောက်မှုကြတော့ကြည့်ကောင်းတဲ့ကြိုးပမ်းအထောက်မှုမကောင်းတဲ့ကြိုးပမ်းအထောက်မှုလို့နှစ်ခုလောဘကြောင့်ကြိုးပမ်းတာရှိတယ်ဒေါသကြောင့်ကြိုးပမ်းတာရှိတယ်အမုန်းကိုအခြေခံပြီးတော့ကြိုးပမ်းတယ်လူကျင်တာကိုအခြေခံပြီးတော့ကြိုးပမ်းတယ်မှားရွက်တဲ့ကြိုးပမ်းချက်တွေပေါ့မှန်ကန်တဲ့ကြိုးပမ်းချက်ဆိုတာဘာတော့ဆိုအကုသိုလ်တွေမဝင်ရအောင်ဆုတ်ပိတ်ဖို့ကြိုးစားရမယ်ဒါနံပါတ်1ကိုယ်တဏ္ဍာထဲမှာစိတ်ရုပ်တွေမကောင်းတာတွေမဖြစ်ရအောင်ဆုတ်ပိတ်တဲ့ကြိုးပမ်းမှုကဒါနံပါတ်1ဆုတ်ပိတ်လို့မရဘူးကြောလာတယ်ဝင်လာတယ်ဆိုရင်တွန်းထုတ်ဖို့ရကြိုးပမ်းရမယ်ဒါမကောင်းတဲ့ဘက်ကနံပါတ်1ကဆုတ်ပိတ်တယ်နံပါတ်2ကတွန်းထုတ်တယ်ဝင်လာရင်တွန်းထုတ်ရမယ်ဒီနှစ်ခုဆိုပါစို့ဥပမာပဲဒေါသမထွက်အောင်ဆုတ်ပိတ်ထားကိုယ်စိတ်ကိုမထိန်နိုင်လို့ဒေါသထွက်လာလို့ရှင်ထုတ်ပြရမယ်ဒါပြောတာနော်မဖြစ်သေးတဲ့ဒေါသမဖြစ်အောင်ကြိုတင်ပြီးတော့တားဆီးထားမယ်မိဘေးရှောင်မလောင်ခင်တားဆိုတာမဟုတ်လားကဲမတော်တဆလောင်သွားရင်လည်းမြန်မြန်ငြိမ်းပေါ့ဒါပြောတာအဲ့ဒါလောက်ရမယ်ကြိုးပမ်းအထောက်မှုနှစ်ခုပဲကောင်းတာနဲ့ပတ်သက်လာတဲ့အခါကျတော့ကောင်းတဲ့စိတ်တွေမဖြစ်ဘူးဆိုရင်ဖြစ်အောင်ကြိုးစားကဲဖြစ်လာပြီဆိုရင်ဘာလို့အောင်တိုးပေါအောင်ကြိုးစားပတ်စံမရသေးရင်ရအောင်ရှာရလို့ရှိရင်ဘာလို့တော့များအောင်လုပ်ဒါပဲပေါ့အဲ့ဒါတရားနဲ့ပတ်သက်လာလို့ရှိရင်ဒီမဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်လာအောင်လုပ်ရမယ်ဖြစ်လာတဲ့ကုသိုလ်တွေတိုးပွားလာအောင်လုပ်ရမယ်ကိုယ်မှာတမာတိမရှိသေးဘူးဆိုထူထောင်ရှိလာပြီဆိုရင်တမာတိချင်းတန်အောင်ကြိုးစားဒါကိုဆိုလို့အဲ့ဒီလိုကြိုးပမ်းမှုကသမ္မာဝါယာမလို့ခေါ်တယ်တဲ့မှန်ကန်တဲ့ကြိုးပမ်းအထောက်မှုဒီဝီရိယကမှန်ကန်တဲ့ကြိုးပမ်းအထောက်မှုနဲ့ကြတော့သမ္မာဝါယာမဖြစ်ပြီးတော့မဂ္ဂင်၈ပါးထဲမှာလည်းပါတယ်အတိညာရဖို့ရစွမ်းဆောင်တဲ့ဘုဇင်9ပါးထဲမှာလည်းပါတယ်ဒါကြောင့်မို့လို့စနစ်တကျသူ့ကိုလေ့ကျင့်ပေးရမယ်တဲ့ဝီရိယဆိုတာလိုအပ်တယ်လို့ဒါပြောတာနော်ဝိတက်ကဝိสารအတိမောက္ခဝီရိယပီတိသန္ဓဆိုတာပြုလုပ်ခြင်းတဲ့သဘောတဏှာကြတော့ပြုလုပ်ခြင်းရုံမကဘူးခံစားခြင်းနဲ့တွေ့တာတယ်ဆိုတဲ့သဘောပါသန္ဓကသူကပြုလုပ်ခြင်းရုံတတ်ပဲခံစားရမှာပါဥပမာမဲ့ဥပုသ်ဆောင်သွားခြင်းနဲ့ခြင်းမပါဘူးလားကဲဥပုသ်ဆောင်သွားခြင်းနဲ့ဆိုတာနဲ့ရုပ်ရှင်သွားကြည့်ခြင်းနဲ့ဆိုတာဒီခြင်းနှစ်ခုတူလားတူပါဘူးမတူဘူးဟိုကစိတ်အစွဲနဲ့လောက်တာဟုတ်ကဲ့လားအလူခြင်းနဲ့ဆိုတာနဲ့ပတ်စံရခြင်းနဲ့ဆိုတဲ့ဒီခြင်းနှစ်ခုရောတူရလားတူပါဘူးအလူခြင်းနဲ့ဆိုတာကြတော့သန္တာလို့ပြောတာဒါကြောင့်မို့လို့သန္တာရဲ့သဘောနဲ့လောဘရဲ့သဘောကခက်ဆင်ပေမဲ့လို့သန္တာဆိုတာပြုလုပ်ခြင်းယုံတတ်ပဲလောဘကြတော့ပြုလုပ်ခြင်းယုံနဲ့မကဘူးတွေ့တာတဲ့သဘောလေးပါတယ်တွေ့တာတယ်ကန့်ညီတယ်နော်ဒီသဘောလေးရှိတယ်သန္တာနဲ့လောဘဒီလိုထူးခြားမှုရှိတယ်သဘာဝနှစ်ခုကြည့်ရသန္တာဆိုတာလည်းပဲကြည့်သူကစွမ်းအားထက်လာပြီဆိုလို့ရှိရင်သန္တာအဓိပတိတက်လာပြီသန္တိဋ္ဌိပတ်ဒီသန္တာကပြင်းထန်လာပြီဆိုလို့ရှိရင်သူကအောင်မြင်မှုကိုတရဖူဆောင်းနိုင်တယ်ပေါ့သန္တာဆိုတာဒါကြောင့်မို့သူ့ရဲ့စွမ်းဆောင်မှုတွေကသန္တာကကြီးထွားလာလို့ရှိရင်လောဘကိုလည်းဖယ်ရှားနိုင်တယ်ဒေါသကိုလည်းဖယ်ရှားနိုင်တယ်ကြည့်လေစိတ်ဆန္ဒကုသိုလ်လုပ်ခြင်းနဲ့စိတ်ဆန္ဒရှိသည့်အတွက်ကြောင့်ဟာသိန်း40 50လဲလှူပြစ်လိုက်တာပါဆန္ဒကဖြတ်တာကြည့်လောဘကိုမနိုင်လိုက်ဘူးလားနိုင်တယ်လှုပ်ခြင်းနဲ့ဆန္ဒရှိလာပြီဆိုပတ်စံဘလောက်ကုန်ဆိုတဲ့ဟာမရှိပေဘူးလားတွေ့တာနေတဲ့စိတ်ကိုသူဖယ်ရှားနိုင်တယ်ဒါကြောင့်မလို့ဆန္ဒကိုဒီဆန္ဒဝတ္တောကိဏ္ဏမကမ္မနာသိစတိဆန္ဒရှိရင်ဘယ်ရမဆိုပြီးတယ်လို့ဒီလိုခေါ်တာနော်ဒါကြောင့်မလို့ဆန္ဒဟာလည်းအဋ္ဌိပတ်လို့လည်းခေါ်တယ်ကြီးပွားတိုးတက်ခြင်းရဲ့
အကြောင်းတရားအဓိပတိစွမ်းဆောင်မှုကြီးကဲမှုသဘာဝတရားလို့ဒီလိုမြတ်စွာဘုရားဟောတယ်အဲ့ဒီ6ခုကတော့ဒီစိတ်တွေထဲမှာတချို့စိတ်တွေမှာပါတယ်တချို့စိတ်တွေမှာမပါဘူးပါတော်မှပဲစိတ်ချင်းမတူဘူးတချို့စိတ်တွေမှာအင်အားသိမ့်မရှိဘူးတချို့စိတ်တွေကြအင်အားပိုကောင်းတယ်လို့ဒါကစိတ်ကိုမှီပြီးတော့ဖြစ်တဲ့စိတ်ကိုအမိပြုညာစိတ်စွမ်းအားများစိတ်ကိုမှီညာစိတ်စွမ်းအားများဆိုတာဟောဒီ73ခုကိုပြောတာပါလို့ဒီသဘာဝတရားတွေဟာစိတ်နဲ့မှီပြီးတော့ဖြစ်ကြတဲ့သဘာဝတရားတွေဖြစ်လို့သူတို့ဟာသူတို့သဘာဝသူတို့ဆောင်ကျင်းနေတာဖြစ်တော့ငါဆိုတာလည်းမဟုတ်ဘူးငါဥစ္စာဆိုတာလည်းမဟုတ်ဘူးဆိုင်ရာအကြောင်းကြောင့်ဖြစ်နေတဲ့သဘာဝတရားတွေပါလားလို့ကိုယ်စီအမြင်မှန်ရပြီးတော့အသိဉာဏ်တွေကြီးထွားနိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓုကဲမေတ္တာပို့တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာတဗ္ဗေတမုဟတာအာဇရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်တရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာတဗ္ဗေပူဇာညင်းနောက်ကိလေသာအစရတောဟုသမျှတို့သည်သမုဒ္ဒပိဉ္စပဲတွင်ရေမတင်တကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပယ်ဖြောင်းကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဝံကိလေသာဟုဘုခသိင်ကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်နေမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်တည်း